ဒီပုံပေါ့နော်ဒီပုံကဟိုကိုစီထုတ်လေပုံရေးဖို့ဆိုတင်ပေးတာတွေ့မှာနော်သူရိုက်တဲ့ပုံပို့တိုင်းရင်းသူတယ်နော်အဲ့တော့ဟိုဒီပုံကိုအဖြူအမဲနဲ့ထုတ်လိုက်တဲ့လူကတော်တော်ဖြော့နေတာပေါ့နော်တုံးပါလေနောက်ဆိုဒါအယောင်ကြတော့သူကသူအယောင်ရဒီကာလာနဲ့တုံးနဲ့မှာလေကာလာမှာကြတော့တုံးကနည်းနည်းလေးအမားခံတာပေါ့အနုရင်လေအယောင်ကြတော့ဒီအယောင်မှာကြတော့တောင်းတိုင်းလေဟိုပေါ်တယ်ပေါ့ဒီလိုကြီးကြတော့ဆရာတို့ကအဖြူမဲနဲ့ဟိုဆွဲမဲ့ဆိုတော့လေဒီလိုကြတော့တုံးကတိတ်အားမကြည့်ဘူးအဲ့ဒါနဲ့ကိုယ့်အကိုဒီမှာဟို setting ထဲမှာဒီလိုပြန်ချိန်လိုက်တာပေါ့နော်ဟိုပေါ့ဒီလိုဖုန်းထဲမှာပဲ setting နဲ့ချိန်ပြီးပြန် print ထုတ်တယ်ဒါကြတော့အလင်းမောင်ကွယ်သွားပါနော်အဲ့လိုမျိုးမွန်လိုကကြတော့အဲ့လိုပါရှိတယ်နော်ဒီပုံလေးဒီလိုပဲဒီပုံကတော့ငကိုတွေကသူကမွန်လိုပဲနော်ငကိုတွေကသူကဟိုမွန်လိုတော့မဟုတ်ဘူးပေါ့လေသူကအယောင်ဟိုလောက်ထားတာrecording လုပ်လိုက်ပါပဲနော်ကျေးဇူးပါဟိုအောင်ကျော်ဖြိုးဟုတ်ကဲ့ပါနော်ခေါင်းလုပ်လိုက်ပါပြီဟုတ်ကဲ့ကျေးဇူးပါနော်အဲ့တော့ဒီပုံကတော့ငကိုတွေကသူကမိုနိုဟောလေဒါမဲ့ဟိုအဖြူမဲတော့မဟုတ်ဘူးပေါ့နော်ဒီမိုနိုခရိုမက်တစ်ပေါ့ black and white ပဲမဟုတ်ဘူးပေါ့နော်အဲဒီပုံကြတော့ဒီပုံနဲ့ဆရာပြင်လာတာအမှောင်တွေအရင်များတယ်ပေါ့လေအမှောင်တွေကိုပြန်လျှော့တာပေါ့ဒီအမှောင်နဲ့အသေးသေးရှယ်လို့ဒီတွေပေါ်အောင်ပေါ့နော်အဲ့တော့ဟိုကိုကဓာတ်ပုံတစ်ပုံကိုဟိုဆွဲတဲ့အခါမှာဟိုကိုယ့်အကိုလူသလိုတော့လေနည်းနည်းပြန်ပြင်ဖို့လိုတယ်ပေါ့လေဓာတ်ပုံဆရာရိုက်တယ်ဓာတ်ပုံဆရာဓာတ်ပုံအကြိုက်နဲ့မကြည့်ရတဲ့အခါမှာအမြင်နဲ့လေကိုယ့်အကိုပြန်ချိန်ဖို့လိုတာပေါ့နော်ဒီနေ့ခေတ်မှာတော့ဟိုဒီဖုန်းတိုင်းမှာတော့ဒီဟို editing လုပ်တဲ့ဟိုအခြေခံtools လေးတွေကလေဖုန်းတိုင်းမှာပါတော့လေတက်ကြီးဘာမှလုပ်ကြမလို့တော့ဘူးเนาะကွန်ပျူတာနဲ့လုပ်ကြဖုန်းထဲမှာပဲဒီ situation တော့เนาะအဲဒီဟို brightness ဆိုเนาะအဲဒီ contrast ဆိုအဲ့ဒါတွေချိန်လို့ရတာဟုတ်เนาะအဲ့ဒါလေးနည်းနည်းလေးကွာချိန်လိုက်ရင်ကိုလိုချင်တဲ့အနေထားလေးပြန်ချိန်ဖို့လိုတယ်ဟုတ်လားဟာလေကြရင်ပုံနေရလေအယောင်အရန်ပြင်းနေတာမျိုးတွေအဲ့ဒါမျိုးကြရင်ကိုကခုနကလေ situation ပြန်လျှော့ပြန်ချိန်အဲ့လိုမျိုးပေါ့ကိုလိုချင်တဲ့အနေထားလေးဒီလိုအဲ့လိုလေးတွေပြန်လုပ်ပေးဖို့လိုတယ်တက်ပုံလေနော်အဲ့ဒါခုနပြောသလိုဖုန်းထဲမှာပဲလုပ်လို့ရတဲ့ကြောင့်ဒီခေတ်မှာတော့ဒါတော်တော်တာမန်ကိစ္စပါပဲနော်ဒီတော့ဆိုတော့ Photoshop နဲ့ကွန်ပျူတာထဲမှာလုံးမပါညာတော့ဟိုကွန်ပျူတာဆိုတော့နည်းနည်းတကူးတကနိုင်တာလို့နော်ဟိုကွန်ပျူတာကြီးဖွင့်အောင်ပါညာအချိန်ပေးရတာဟုတ်ဒီဖုန်းကြတော့ဆရာတို့အဲ့ပြဿနာမရှိဘူးဖုန်းဆိုတာအခုဖွင့်အခုပိတ်လို့ရတဲ့ကိစ္စတော့တော်တော်လေးသူကဒီနေ့ခေတ်နဲ့တော့ကြိုက်တယ်ပေါ့နော်အဲ့တော့တောင်းတဟာဖုန်းထဲမှာလုပ်လို့ရလူရဖုန်းထဲမှာပဲနော်ဒီ application တွေကလည်းဟိုဒီလိုဖုန်းနဲ့သုံးလို့ရတာအမျိုးမျိုးထုတ်ပေးကြတာပေါ့နော်ဘာလို့ဒီ portable ဖြစ်တာကိုသွားလိုက်ရဖုန်းကပါတော့အပြင်ဘက်ဒီတိုင်းမှာပါမဖြစ်နှစ်ခုကတော့ပတ်စံအိမ်နဲ့ဖုန်းနဲ့ပဲပေါ့နော်အဲ့တော့ဒီနေ့ဒီပုံရေးကြည့်အောင်ပေါ့သူကဒီလို RAM လိုက်ခေါ်တာလေအနားလေးကတ်လင်းတာပေါ့နော်ဒီ side against လည်းခေါ်တာပေါ့ဟိုအလင်းကြည့်ပြီးတော့အမှောင်များတဲ့ပုံပေါ့နော်အမှောင်များတဲ့ဆိုရင်လည်းသူကပတ်ဝန်းကျင်အလင်းကြောင့်အမှောင်ကမှောင်မဲနေတာမျိုးမဟုတ်ဘူးပေါ့နော်အမှောင်ကပြန်ပြီးတော့ပြန်လင်းတယ်ဒီမှာအမှောင်ထဲမှာအလင်းနေပြီလေဒါပေမဲ့နော်ဒီအမှောင်တဲကအလင်းဆုံးလားတဲ့နော်အလင်းဆုံးတဲကအမှောင်ဆုံးထက်ကိုသူကဟိုပေါ့ဒီအမှောင်ထဲကအလင်းဆုံးဆိုတာကလေဟိုအလင်းဆုံးတဲကအမှောင်ဆုံးထက်ကိုသူကပို့ပြီးတော့မြင့်သေးတယ်သူတို့ဒါကလေဒီမှာဒီထဲမှာဒီလိုပဲဘလောက်ပဲပြန်လင်းနေဒီအလင်းထဲကဟာနဲ့ကိုမမီရဘူးအဲ့ဒါကအမြဲတမ်းပုံဆွဲတဲ့ဒီသာသာသူဒီမှာလေဒီလိုဖြစ်တာရှိတယ်အမှားပေါ့နော်ဘာလို့ဒီရင်းနဲ့ဒီအလင်းချမ်းအမှောင်ချမ်းဟာကိုကမမြင်တော့ဘူးနော်ဒီဟောပဲအသေးသေးတွေရင်းနေအလင်းမှောင်ကမကွယ်ဘူးဒီအမှောင်တွေကအလင်းတွေကလည်းအလင်းနဲ့လာပြအဲ့လိုတွေဖြစ်တဲ့ပြဿနာရှိတာပေါ့နော်အဲ့တော့ဟိုဒီပုံကကြတော့လေဟိုအယောင်ကအနီပေါ့အနီဆိုတော့အရန်အယောင်ဟိုပေါ့အသားရောင်နဲ့အရန်အနီနဲ့အရန်တောက်နေပါအဲ့ကကြတော့ဆရာပြည့်စည်ရကျူအမဲနဲ့ရေးပြမှာဆိုတော့အမေကမိုနိုချင်းလိုက်တာပေါ့နော်မိုနိုချင်းလိုက်တယ်နော်အဲ့တော့ဒီမှာကဲစကြရအောင်နော်မျက်နှာအပြီးတစ်စောင်းပေါ့ဆရာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့မမှုရတယ်နော်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါပြောပါဗျာ
နော်ဒီမှာနည်းနည်းကြီးရေးပြမှာကိုကဒါအဲ့ဒီဘယ်လိုရေးမလဲပေါ့ပကြီးအမြင်နဲ့ဒီမှာပြန်ချိန်တာပေါ့နော်ကိုကပုံရေးမယ်ဆိုရင်ဆရာဒီတဝက်လောက်ရေးမှာဒီတဝက်လောက်ရေးမယ်ဆိုလို့ရှိရင်ဒီမျက်နှာကိုချိန်တိုးလို့ရသေးတယ်ကိုရေးမဲ့ဒီ space ပေါ့နော်ဒီ area တစ်ခုကိုပုံဆွဲလို့ရှိရင်သတ်မှတ်ရတယ်ပေါ့နော်ဥဆိုရင်ဒီမှာဒီဟာကဒါ15 20ပေါ့လေနော်ဒီစာရွက်အကြီးပေါ့ဒါကိုတဝက်ဒီတဝက်အနေနဲ့ရေးမှာပေါ့နော်တဝက်နေရေးမယ်ဆိုသူကအရှိမမျက်နှာဒီဘက်ကိုတိုးလို့ရတာပေါ့နော်ဒီဘက်မှာမျက်နှာအရှိမဘာမှမရှိတော့ဒီပခုံးပဲကြည့်နေတယ်တော့ဒီဘက်တိုးလို့ရအဲ့တော့ဒီမှာဒီမျက်နှာအလယ်ပေါ့ဒီနှာခေါင်းခန္ဓာကိုယ်ရဲ့အလယ်ကဒီနှာချိုင်နေနာပေါ့နော်ဒီနှာခေါင်းရိုးပေါ့နော်ဒီမှာလေနော်အဲ့ဒါကိုအဲ့ line ကိုရှာရတာပေါ့နော်အဲ့တော့ကျန်မွေးလာဒီ line ကကြာနေဒီမှာဒါနလေးပေါ့လေအဲဒါနဲ့3ရက်လောက်တော့လုပ်ပြီးပါဦးချိန်ရရတယ်လို့ပေါ့နော်ခုတော့တကြံကာလကတော့ကျတော့အခြားအထွေထူးအပြင်ထွက်ကြရမရှိဒီနေ့တော့ထွက်ရမှာပါလေပြပွဲကိစ္စလေနောက်ရက်တွေကျတော့အိမ်မှာပဲဆိုတော့ဒီကြံဒီနှစ်ကလည်းနေဒီမှာတော့မသိရန်ကုန်မှာတော့မနေ့ကမိုးတော်တော်ရွာဟိုတနေ့ကလည်းရွာဒီနေ့လည်းမိုးနက်ကနည်းနည်းတော့ရွာသေးလားမသိအုံလေးဖြစ်နေတာတွေနဲ့မတူတော့ဘူးလေမနေ့ကမိုးကတော်တော်ရွာလိုက်တော့တော်တော်လေးအေးသွားမနေ့ကတော့ဒီကတော်တော်ပူသွားအဲ့တော့ဒီမှာနေရွက်နဲ့ဆိုရင်သူကနည်းနည်းလေးခက်မော့လေးကြည့်တယ်အဲ့ဒါလေးပုံမှန်အနေထားဆိုရင်နေရွက်နဲ့ဟိုနဲ့ကဒီမျက်ခုံးနဲ့ကတဒန်းနဲ့ပဲနော်အဲ့ဒီပုံရေးတဲ့အခါမှာဘာကိုချိန်ရလဲဆိုတော့အဲ့နေရွက်ရဲ့ပခုံးရဲ့ပေါ့နော်လေပင်ရဲ့ကသူ့ရဲ့ဒီ posture ပေါ့မျက်နှာရဲ့အနေထားပေါ်မှာလေအများကြီးတက်ရောက်တယ်နော်အဲ့ဒါဘယ်လိုဘေးဆောင်းလားညာဆောင်းလားအပေါ်ဘက်လားဘယ်လိုလဲဆိုတာအဲ့နေရွက်ကကြတော့နေရွက်ဆိုတာပုံမှန်အားဖြင့်ဒီမျက်ခုံးနဲ့နှာခေါင်းရဲ့အောက်ခြေအလယ်မှာရှိတာပေါ့အဲ့ဒါတဒန်းနဲ့မကြောက်ဘူးဆိုလို့ရှိရင်သူကဒီလိုနည်းနည်းလေးမော့တာတော့ငုံတာတော့ပေါ့နော်လေပင်လည်းဒီလိုပဲနည်းနည်းလေးအပေါ်ဖြစ်ရင်လေပင်အကုန်မမြင်အောင်အောက်ကဆိုလေပင်ချစ်ချစ်မြင်အောင်ပခုံးလည်းဒီလိုပဲသူကဒီအနေထားပေါ်မူတည်ပြီးတော့ပခုံးပေါ်တယ်ပေါ့လေပင်နဲ့ပခုံးနဲ့တွဲတာပေါ့အဲပခုံးအခြေနဲ့ပေါ်တာနဲ့အဲ့ဒါကိုပြန်ကြည့်ရတာပေါ့နော်ဆရာခေါင်းမောင်းမထည့်တော့ဘူးနော်ခေါင်းမောင်းကုန်မထည့်တော့ခေါင်းမောင်းလည်းထည့်ပါမယ်ဟုတ်ကဲ့ဒီမှာတော့ထည့်ပါမယ်အပြည့်မထည့်ဘူးပေါ့နော်ဆရာအပြည့်ဆိုတော့ဟုတ်ကဲ့ဒီမှာနည်းနည်းလေးတော့လွတ်မှာတယ်ဟုတ်ကဲ့ဟုတ်ဒီလောက်ဆိုတော့နည်းနည်းပြီးတော့ပြီးပါတယ်ဟုတ်ကဲ့ကြတော့ခေါင်းမောင်းဟာဆိုတော့အောက်ကိုနည်းနည်းချရင်တော့ရတယ်ကြတော့လေမျက်နှာကိုပဲဦးစားပေးလိုက်တော့ခေါင်းမောင်းတိတ်အာယုံမရောက်လိုက်ဟုတ်ဒီလိုဒီမှာနှာခေါင်းပေါ့နော်နှာခေါင်းလေးလိုသွားနှာခေါင်းရဲ့ဒီပုံစံကဒီလိုပေါ့ဒီ triangular ပုံစံမျိုးရှိတာပေါ့နော်နှာခေါင်းအတူအချီပေါ့ဒါလေးတွေမျက်လုံးရှိနေပေါ့နော်မျက်ခုံးမွေးမရှိဘူးပေါ့မျက်ခုံးဒူးတော့ရှိတာမျက်ခုံးမှာအယိုးဒူးတော့ရှိတာမျက်ခုံးရဲ့ဟိုမရှိဘူးဒီမှာပါအယိုးဒူးရှိနေမှာနှာခေါင်းရဲ့ဒူးရှိတယ်နှာခေါင်းရဲ့ဒီအခြေဆုံးမှာမျက်လုံးပေါ့နော်မျက်လုံးကကြာဘေးတိုက်ဖြစ်သွားခါကျဒီလိုလေးဆိုတာလေဒီလိုလေးစောင်းလေးဖြစ်သွား
ပြောဒီမှာအဲ့ဒါနော်ဟိုတိကျနာလည်းမီးလို့ရပါနော်ပကြီးနဲ့ပတ်သက်တာပေါ့နော်ဒီခဲရလို့မဟုတ်ပါဘူးအခြားဒီမှာသင်ရင်းနဲ့ဒီလိုဟိုတိကျနာလေးလူပုံနဲ့ဖြစ်ဖြစ်ပေါ့လေဆရာသိတဲ့လောက်ပြောပြမှာပေါ့နော်မသိရင်လည်းမသိဘူးပေါ့လေနော်ဒီတော့ဒီမှာအောက်မီးပေါ့နော်အောက်မီးသားလေးနည်းနည်းလေးပေါ့တယ်သူကဟိုပါပေါ့ဒီလိုသူတို့တိုင်းရင်းသူတွေသူတို့ဒီလိုဒီအဒီနာနေအဒီရွက်တွေစိုက်တယ်ရောင်းတယ်တော့လေအဲ့တော့လေသူတို့မျက်နှာတွေမှာနေလောင်ထားတဲ့ဟိုဟာမျိုးပေါ့နော်အဲ့ဒီဟာမျိုးပါတာပေါ့လေနော်သူရဲ့သူ့ရဲ့အဲ့သဘာဝလေးတွေပေါ့ဒီမှာလေပြီးရှိမှာပေါ့နော်အဲ့တော့ပလိုင်းလွယ်လာတာအခုစီထွက်သွားလေသူအဲ့သူပုံလေးတွေရေးဖို့ဆိုပြီးတင်ပေးတယ်ဒီမှာကြတော့အဲ့ဒါလေဘင်းဟာဒီမှာပခုံးဟာဒီမှာဒီဘက်မှာဒီလောက်ပဲပေါ့ဒီမှာမရွက်ကဒီမရွက်ကိုအောင်နေတယ်ဒီခုနိုင်မပြတ်တယ်ဘူးပြီးတော့မနေ့ပိုင်းတော့ဒီနေ့ချင်းလေးပေါ့လေနော်မီးတကယ်လို့မလာတာတော့မှပဲဟိုရှိမဲ့ဖုန်းတို့ဟိုဒီတော့အားရှိရင်တော့အပြင်အလင်းရောင်နဲ့အေးဆေးကြည့်လို့ရတာနော်ဒီရတာဒီမှာလိုအပ်တဲ့ဟာတွေအရင်ဒါယာတာတိတောက်တာပေါ့နော်ဒီတော့ဒီလိုလေးမျက်ခုံးလေးရတယ်လို့အပင်နေနေဒီမှာသူကဒီမှာပါယိုးကြီးရှိတာပေါ့နော်ဒီရိုးကောင်းခုံရလေအောက်ခံအကျူရဲ့ဒီအကျယ်လေးတွေဒါလေးတွေပြန်တွက်ရလူပုံမှာကြာဒီငထင်ကြတယ်လို့ဘေးမှာသူကဒီပြားပြီးတော့ဒီနားဒီအယိုးဟွာကြီးကဒီလိုလာတာပေါ့နော်ပြီးတော့မှဒီမှာကြွက်သားတွေကြည့်ရအောင်နော်အဲ့တော့9 နာရီကနေဒါ7 နာရီခွဲလောက်ပေါ့လေအဲ့လောက်တော့ကြာဓာတ်ရိုက်ပြောပြတာဆိုလေဓာတ်ရိုက်မီးလို့ရတာပေါ့လေသိကျင်တာနော်ဒီတောင်းတွေကဒီနှာခေါင်းနဲ့ကွယ်သွားမယ်ဘေးဓာတ်ရောက်အောင်ဆိုလို့နော်ဆရာခဲနံကအမျိုးအစားပဲနံပါတ်3ပါလဲဆရာကျွန်တော်လောလောဆယ်အခုအောက်လိုင်းကောက်နေ 2B ပေါ့ဒီ Stella 2B နဲ့ဟုတ်နော်ဟုတ် 2B နဲ့ကောက်နေဟုတ်လားဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါဒီခဲတံဒီလိုလဲပြီးကောက်တဲ့ခါကျတော့ဗာလဲဆိုတော့တာရွက်ကိုတိတ်ဖိအားမရှိဘူးပေါ့ဖိအားမရှိတဲ့ခါကျတော့ပြန်ဖြတ်လို့ပြုလို့လွယ်တာပေါ့နှာခေါင်းကဒီမှာတောင်းကျိုးသွားတယ်နော်အဲ့တော့ဒီမှာခေါင်းပေါင်းအပိုးတွေကဒီခေါင်းပေါင်းတို့အဲ့ဒါသူကအဝါအကြောင်ဆုံးပေါ့လေခေါင်းပေါင်းတော့အဝါတို့အနီတို့သုံးတာတော့များအဝါနဲ့အနီနဲ့တွဲတာအောက်ကကျတော့သူတို့ဝတ်တာနက်ပြပေါ့လေသူတို့ရုပ်သူကဝတ်ဆုံး
ပခုံးကသူကဒီဘက်ကဒီမှာကြည့်လိုက်ဒီပြင်ဒီဘက်ပခုံးဒီလိုနည်းနည်းညှင်လာပြီးတော့ဒီဘက်ပခုံးကဒီနှစ်ခုပခုံးနှစ်ခုကလည်းဒီလိုဆက်ဆက်မှုရှိရတယ်လားပခုံးမဲ့ဖြစ်ဖြစ်တစ်ကိုင်းမဲ့ဖြစ်ဖြစ်ကြားမှာအဲ့လိုကွယ်နေရင်သူကအဲ့ဒီ hidden line ခေါ်တာပေါ့အဲ့ဒါမရလို့ရှိရင်သူကနှစ်ခုအဆက်ဆက်ကခါကြမရှိသလိုဖြစ်တတ်တယ်ဒီမှာတော့အဲ့လိုမမြင်ရတဲ့အပိုင်းတွေပေါ့နော်ဖုံးကွယ်နေတဲ့အပိုင်းတွေကိုထည့်ရတယ်အမြဲတမ်းအဲ့တော့ဒီမှာ sorry အဲ့ဒါကိုဒီမှာပြန်ပြောင်းကြင်တော့အဲ့တော့ဒီမှာတချို့ဒီ line လေးတွေကနည်းနည်းလေးပြန်ဖြတ်လိုက်နော်အဓိကနေရာပါလို့ကြာတချို့ဒီတောင်တန်းမလိုတဲ့နေရာကြလည်းထားခဲ့ကြောသွားမှာပေါ့လေနော်အဲ့တော့ဒီမှာမျက်လုံးပေါ့ဒီမှာဒီညက်သားတုလေးမြင်ရတာဆိုဘေးတိုက်တောင်းသွားတာပေါ့နော်ဒီဟာလည်းဒီလိုပဲဒီလိုဒီတငယ်ရင်လည်းဒီလိုအလုံးလေးကဘေးတိုက်ပုံစံမျိုးလေးဖြစ်သွားပြီးတော့ဒီမှာမျက်ခုံလေးကဒီလိုသွားတယ်နော်ဒီညက်သားဘွားဒီမျက်ခုံဒီလိုတုလေးမြင်ရတယ်ပြီးမှဒါမျက်ခုံတုပေါ့နော်ဒီလိုဘေးတိုက်သွားရင်သူကမျက်လုံးရဲ့အနေထားတွေကပြောင်းသွားတယ်လေဒီမျက်နှာဘေးတိုက်ပြီးတော့မျက်လုံးကခါကြလေဒဲ့ကြီးဖြစ်နေတတ်တယ်အဲ့လိုမဖြစ်အောင်ဒီမှာဆိုလဲသူကဒီမှာဒီဟာလည်းဒီလိုပဲနည်းနည်းသတိထားရတယ်လို့လိုရတတ်တယ် line ကြည့်ရလားနော်ဒီမှာလည်းဒီမှာဒါ 2B နဲ့ပဲနည်းနည်းလေး outline မှာလုပ် outline ကိုတေချာအောင်လုပ်တာပေါ့နော်ဒီမှာလည်းဒီအစလေးကဒီဘက်ကိုပြောင်းနေသွားတယ်ဒီကမှာဒီနှာခေါင်းပေါ့နှာခေါင်းမှာလည်းဒီနှာခေါင်းအယိုးနုနဲ့ဒီမှာဆက်တဲ့နေရာလေးကြည့်အဲ့နေရာလေးကမတိမတာလေးဖောင်းနေတတ်တယ်နော်ပြီးတော့ခုနနှာခေါင်းရဲ့ဒူပေါ့ဒီမှာဒီဘက်ပေးလိုက်သွားတယ်နှာခေါင်းပေါက်ကြည့်မှာပေါ့နော်အောက်ကဒီမှာမျက်ရည်အိတ်ကြည့်မှာပေါ့နော်ဒီဘက်ကအလင်းကြည့်တဲ့နေရာကြည့်ဒီမှာဒီပါယိုးဒူကြည့်မှာပေါ့နော်အယိုးအောက်ခံအယိုးရဲ့ဒူကြည့်နော်ဒါလေးကတော့ပြီးတော့ပြန်ဖြတ်ပေါ့ဒီဟာလေး line ပြစ်တာတော့နောက်ဘက်ဒီဘက်လွဲမှာဆိုပြီးတော့မှသူကဘာလဲဆိုတော့ဒါလေးဒီမှာပါဇက်အုံကြီးပေါ့နော်ဒီသွားလည်းသဖုံးနဲ့ဟိုကြီးကသဖုံးနဲ့သွားနဲ့တက်ကြီးအုံကြီးတစ်ခုပေါ့နော်တူးတယ်ခုရှိရမသူကုန်းစားတာပေါ့နော်ဒီတိုင်းသားတွေသူရကုန်းတော်စားသူပို့ရကုန်းတော်စားတဲ့ပုံရှိတယ်သူသွားလေးတွေရတယ်အများတန်းလေးမဖွေးတော့ဘူးပေါ့နှက်ခမ်းကလည်းသူကအယောင်တော်တော်ဖြော့တာပေါ့နော်အသားအယောင်နဲ့ပုံမှန်အားဖြင့်တော့နှက်ခမ်းဆိုတာဒီအသားအယောင်နဲ့နည်းနည်းရင့်တယ်လေပေါ့ဒီမယမ်းဘက်ပါတဲ့အညိုရောင်လေးပေါ့တချို့လည်းပန်းစီသွေးလေးပဲလည်းနည်းပါတယ်သူကနှက်ခမ်းနဲ့တော်တော်ဖြော့ဓာတ်ပုံမှကြည့်လိုက်လို့ပဲဒီလိုတော့ဒီမျိုးပေါ်ကတော့ဒါလေးနှက်ခမ်းကြီးတိုးလိုက်တော့နှက်ခမ်းကထင်းသွားတာပေါ့ဒါကတော့သူကတော့
သူတို့တဘာဝပေါ့တဘာဝအတိုင်းဒီမှာဒါပါဇက်အုံပြီးတော့မေးသီးရလည်းဒီအလုံးတူးတယ်တခုရှိတာပေါ့နော်မေးသီးရလေပြဒါဒီအသက်အရွယ်ကြောင့်ဟောနောက်ဒီလိုသူတို့ရဲ့ဒီပေါ့လုတ်ကန်ရတဲ့အလုပ်အနေထားကြောင့်ဟောဒီလိုမျိုးဒီမှာမျက်နှာပြင်ပါလေတင်းပြီးတော့လေနေလောင်တာပေါ့နော်နေလောင်တဲ့ဟွာလေအဲ့တော့ဒီမှာဒီမှာလဲသူကဒီမှာအရေးကြောင်းကိုကြည့်ရအောင်ဒီကက်ကဒီကနာနေနေလေးဒီနာလေးကအရေးကြီးတယ်နော်ဒီအနားတက် line ပေါ့ဒီ border line ပေါ့လေအနားတက် line ကြီးကအရေးကြီးတယ်အဲ့ဒီညမှာနည်းနည်းလေးအတိမ်းဆောင်လေးနည်းနည်းကပုံမှန်တော်တော်တက်ရောက်မှုရှိတာဒီပုံကလေအလင်းမောင်ပြေတာပေါ့ပြည်လေးနဲ့တကယ်တော့နည်းနည်းရေးရခက်တဲ့နေရာမှာပါတယ်နော်လူတွေဖွားလည်းနည်းနည်းခက်တဲ့နေပါဒီတရားဝင်နဲ့ရေးရမှာပါကောင်းလဲဆိုတော့ခုနလေဒီမျက်နှာပြင်သဘောတွေတုံးသဘောတွေနော်သူဘယ်လူသဘောတွေဒါတွေကိုကတော်အာယုံစိုက်ကြည့်လို့နော်သတိထားမိစေတယ်ပေါ့နော်အယောင်ကိုဆက်တွက်ဆရာမလိုဘူးပေါ့ဒါပြီးတော့ဒီတုံးနေဖြစ်တော့မှာနော်မျက်နှာပြင်အောက်လိုင်းကဒီပုံမှာကျတော့အောက်လိုင်းကသိတာဖို့လိုတာဟုတ်ဒီမှာလည်းသူကဒီဘက်ကျအလင်းပြင်းပြင်းထိနေအောင်နော်လင်းကတော့မနက်ခင်းမဲ့ဒီလိုဘေးကောင်းဆိုတော့မနက်ခင်းလိုဟာမျိုးပဲပေါ့နော်ဘေးရောင်းပါညာဆိုတော့ညနေတဲ့မနက်ဖြစ်ဖို့များတယ်အလင်းပြင်းပေမဲ့ဒီဘက်ကမျက်နှာပြင်မှာဆိုအမှောင်တိတ်မပြင်းဘူးဘာလို့ဘေးပတ်ဝန်းကျင်အလင်းရိုက်ခတ်မှုအားကောင်းပြီးရင်ဗာလဲဆိုအလင်းကျအမှောင်ကျခွဲရမှာနော်အလင်းရှိတာအလင်းရှိရင်အလင်းကျအမှောင်ကျခွဲရမှာဒါကအမှောင်ကျနဲ့အလင်းကျနဲ့အလင်းကျနဲ့အမှောင်ကျနဲ့ရှိတဲ့သူ့မှာရှိတဲ့အနုရင်တွေဟိုတယ်မတူရဘူးပေါ့ခဏလေးနော်10မိနစ်လောက်ခဏလေးထားလိုက်
ဒါပါပြီနော်ပြီးကျင်လာချင်းတမ်းမေးပါနော်ရတယ်နော်သူကဒီလိုလေးအလင်းလေးတွေချက်ကြည့်နေတာပေါ့နော်ဒါတော့ဟိုကလောတို့အောင်ပန်းတို့နော်တင်းတရားတို့လာပြီဟုတ်ကဲ့အဲ့တော့ဒီမှာသူကအလင်းရအမှောင်ကြလေးနေရှိမယ်ဒါလေးတွေကလည်းသူကဒီနှစ်ပူးတဲ့လူပဲပေါ့ဒါလေးတွေလူပုံမှာတော့ဒီတိကျတေချာမှုကတော့အရေးကြီးတယ်နော်လူပုံနဲ့ရှုခင်းနဲ့မတူတာရှုခင်းကကြတော့သူကသဘောတရားမှန်ဖို့အရေးကြီးတာအဲ့ဒါတုံးဖြစ်တော့နော်ခဲတယ်ဘာလို့ပြောင်းမှာပေါ့နော်ခဲတယ်ကိုဒီမှာစစ်ပီလောင်းနဲ့ရေးကြည့်အောင်အလင်းနဲ့အမှောင်နဲ့အရင်ခွဲမှာပေါ့နော်ဒါဒီဘက်ကအမှောင်ထဲမှာပေါ့နော်အမှောင်လို့အမှောင်ကကြီးကြီးလေးဆိုအမှောင်လို့မထင်တာဘူးပေါ့နော်အလင်းနဲ့ရှင်ကြီးမှသိတာဟုတ်ဒီတစ်ပြင်လုံးကသူကအမှောင်ထဲမှာပဲဒါရောဒါပေမဲ့အဲ့လိုပဲကြီးလေးပါးလေးအမှောင်မျိုးကြကွာအမှောင်ဆိုတဲ့ဟာမျိုးတိတ်မသိတာနော်သူကဒီဘက်ကလည်းအမှောင်ထဲမှာဒီအလင်းကပေါ်မှာပေါ့နော်ဒီသူကဒီမှာ
ဘေးမှာလင်းနေတာကြည့်တယ်ဒီအလင်းပေါ်ကိုဒီ background ကအမှောင်ခံဘေးမှာရမယ်နော်အဲ့ဒါပိတ်ထားလို့ရအောင်အဲ့ဒါပိုကောင်းပါတယ်ဒီမှာလည်းဒီမှာအမှောင်ကတိတ်မပေါ်သေးဘူးနော်ဒီမှာနည်းနည်းဒါလေးကိုပေါ်အောင်တင်ပေးရမှာပြီးတော့မှအဲ့ထဲမှာမှဒါ flip ပဲပေါ့အဲ့ထဲမှာမှအသေးစိတ်ကြီးတွေပြန်ထည့်ရမှာပေါ့နော်အမှောင်တွေကအသေးစိတ်ဒီ shadow detail လေးတွေဆိုတော့ဒီမျက်နှာပြင်တူးတယ်ပေါ်ရမှာနော်ခဲကတကယ်တော့နည်းနည်းပိုကြာတယ်ဘာလို့လဲဆိုတော့တစ်ချက်ချင်းရေးရတာပေါ့နော်ဟိုမြန်တာကတော့မီးသွေးလေခြာကိုတောင်းနဲ့ရေးတာကြာဆိုတော့မြန်တယ်သူကတုံးကိုတခါပို့လိုက်ရင်တုံးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးကမြင်တတ်တယ်ဒါအမှောင်ချမ်းထဲမှာပါလေဒီလေရင်းနဲ့အလင်းမထိဘူးဒါရအကုန်အမှောင်ထဲမှာပဲဒီနေ့ကမိုးကတော်တော်များရွာရတော့ဒီစက်ကူတွေပါရစားလေးနည်းနည်းလေးဟိုဘယ်လိုပြောလဲဟိုတောက်မနေတော့ဘူးသလားနည်းနည်းလေးဒီအချိန်ငွေတက်ရှိသွားတော့ ဒီရာသီဥတုဆရာရေဆေးအတွက်ဆွဲလို့ကောင်းဖို့ ကောင်းတယ်ဒီຢာတွေကဒီပြီးတော့ဆွဲလို့ကောင်းတယ်လို့ပြောတယ် moisture ကြိုက်တာပေါ့တော့ကိုယ်တိုင်းကဘိုးကတော့နည်းနည်း15ရက်နေ့ထိရွာနိုင်ပြင်ရှိတယ်ဆိုတော့လေဒီလိုဒီရက်တိုင်းနေရတော့နေသိပ်ပူမှာမဟုတ်ဒီကြံကတော့ထူးကြကြပါလားဒီမှာလည်းအဲ့လိုတချို့နေရာလေးမှာအလင်းထိတာလေးပဲအဲ့ဒါလေးတွေခဲကတော့နည်းနည်းပြုတ်လို့လေရေးလို့ဟိုပါပေါ့လောကကန်ရတော့လွယ်ပါတယ်ခဲပြင်းနဲ့ပြန်ဖြစ်တာတော့ပါတော့ပြန်လေအမားခံပါလေလားခဲနဲ့ကတော့ဆရာတို့ကဒီလိုစပြီးသင်ယူတဲ့လေ့ကျင့်တယ်ဆိုခဲကတော့အကောင်းဆုံးပါပဲခဲမှာပါလဲဆိုတော့အဖိအဖို့ပေါ့နော်ခဲတံဝင်တည်ရေးတဲ့သူရဲ့ဒီအဖိအားဒီအဖိအဖို့နဲ့သူကတော်တော်ဆိုင်တယ်
ပြီးတော့ဒီမှာသူကဒီမှာနှစ်ဖူးကြောလေးရတယ်တွန်းလာနော်တွန်းတဲ့ဟာမှာလည်းအဲ့ဒါလည်းဒီဘက်ကိုဒီလိုလေးပြန်ပြီးတော့ဒီလိုလေးသွားတယ်အဲ့ line လေးတွေကလည်းအရေးကြီးတယ်ဒီမျက်နှာပြင်သူအတိုင်းသွားမှာအဲ့ဒီလေးရှိပါနော်ဒီမှာလည်းသူကဒီစလေးဆိုတော့ခေါင်းပေါင်းတယ်သူ့ခေါင်းပေါင်းကလည်းသူကလေဟိုလိန်မော်ရောင်ပေါ့လိန်မော်ရောင်ဆိုတော့အသားရောင်နဲ့တုံးနည်းနည်းတော်တူတယ်ဟုတ်လားအဲ့ဒါမျိုးကြရင်ကိုကနည်းနည်းလေးခေါင်းပေါင်းကိုရင့်ပေးတာတော့ပကြီးမှာတော့အဲ့လိုလုပ်လို့ရတယ်အဲ့တော့ဒီမှာမျက်နှာပြင်နော်ဒါအယိုးပေါ့နော်အယိုးတိုးတဲ့နေရာလေးဟဲ့ခဲဘက်ကြီးမှာပုတ်ပြီးပုံလိုက်လို့ချင်းရသားတစ်မျိုးပြောင်းသွားမယ်နော် အဲသူကတော့ပြည်ညက်ညက်လေးပေါ့သူ့မှာလည်းသူတိုက်ချတစ်မျိုးပေါ့လေသူကဒီဒီလိုပုတ်ပြီးရေးတဲ့မုံပြီးပေါ့ခဲမုံဟာမျိုးကြလေသူကဒီညက်ညက်လေးပေါ့လေဒီ scan တုံးလိုဟာမျိုးလေးကြတော့သူကလူပုံနဲ့တော့တော်တော်လိုက်ဖက်တယ်ကျန်တဲ့ဟာတွေနဲ့ကြတော့သူကတိတ်တော့မလိုက်ဘူးသူကအမှအခြားရှုခင်းရေးမယ်အခြား subject တွေရေးမယ်ဆိုရင်သူက ဟုတ်ကဲ့ပါဆရာဟုတ် ဒါကြောင့်ဟိုလေဒီလိုဟိုဟာနဲ့အခဲမုံနဲ့တော့လူပုံတွေတော်တော်ရေးကြတာလူပုံအသားရည်သူကနဲ့တော့သူကတော်တော်လိုက်တာပုံတိုင်းတော့သူကကြီးလို့မလိုက်ဘူးမျက်လုံးပေါ့နော်ဒီဆေးရံကဒီ drawing ပေါ့နော် drawing ပိုင်းဆိုင်ရာနောက်ဒီအလူရင်းပေါ့နော်လင်းမောင်တုံးတွေဒီတိုက်ချားတွေဒီ weight and balance တွေအကုန်လုံးသူကကာလာလွယ်ပြီးလေခဲတစ်ခုတည်းနဲ့ကျတော့အကုန်လေ့ကျင့်လို့ရတယ်ဒါကြောင့်ဟိုပကြီးစတင်ဆိုခဲနဲ့ပဲစတင်ရတာဟုတ်တကဘာလုံးမှာလွယ်ကူတဲ့ရိုးရှင်းတဲ့ထိရောက်တယ်ပေါ့လေနော်ပုံပြသိလည်းမရှိဘူး ဟုတ်ကဲ့ပါဆရာ ဟုတ်ပါအဲ့တော့ဒီမှာသူကမျက်လုံးလေးကကြတော့ဒီမှာဒီဆိုပြီးတော့လေဒီမှာမျက်လုံးဆိုတာတော့အဖွင့်ပိတ်နော်တစ်ချိန်လုံးလုံနေတာကိုကိုကတော့မသိတာဘူးမျက်ရည်ရှိတာချောစီပေါ့နော်ဒါမှသူကချောမွေ့မွေ့သူကဟိုဖြစ်လို့ရမှာအဲ့ဒီမှာတစ်ခါကျရင်ဘေးကအယောင်ပြန်တာတွေပါလို့ဆိုလို့ရှိရင်သူကလေပြောပြော ဆိုပြီးတော့လဲနေတတ်တယ်အများတမ်းမဟုတ်တစ်ခါကျရင်လုံးဝအရေးထဲမှာဆိုလည်းဘာမှမပေါ်တာလည်းရှိတယ်ရပြီဆရာပြီးလို့ရသွားဒီတလုံးပြောင်းနေသူဒီမထည့်ဆောင်ဆရာအောင်ပြန်လာပို့လိုက်နှစ်နာရီကျော်လောက်တော့ကြာမှာပေါ့နော်လက်ပြန်တော့မှင်နဲ့သွားမလို့နော်မတူတဲ့ဟာလေးပေါ့
နေရကြတော့ရည်သေးတဲ့ခဲတဲ့တစ်ဆင့်ပူခတ်သွားတာပေါ့သူကဒီလို 2B 3B တွေမရှိဘူးမင်းမှာအလုံးကြီးရဲ့သေးတယ်ပဲရှိတာပေါ့နော်အမှားရင်ပြန်ဖြတ်လို့မရဘူးပေါ့ပုံမှန်ဆို အဲ့ဒါ တော့ ဆိုဆရာ ဘုံဝင်ရှိတယ် ကျွန်တော် ဟုတ်ကဲ့ ဟုတ်ကဲ့ပါကျွန်တော်တို့ကရသဆုံးတကြံဖြစ်သွားပြီပေါ့ဆရာ ဟုတ်တယ်ဒီတကြံတော့ရသဆုံးပေါ့လေနော်တကြံတော့အင်ဒိုတကြံပေါ့နော် ဟုတ်ကဲ့ဆရာကျွန်တော်လည်းနေဘက်ကလမ်းဖို့တကြံအပြင်မထွက်ကြနဲ့နော်အပြင်မထွက်ကြနဲ့နော်ကြီးပဲ ဟုတ်ကဲ့အိမ်ထဲမှာပဲနေနေပဲဒီမှာလည်းဒီလိုပဲသူကဒီမှာ reflection လေးပေါ့သူကမျက်နှာကိုအလင်းမထိပဲမဲ့လေသူဟိုဘက်သူကြည့်တဲ့နေရာမှာအလင်းရှိရင်မျက်လုံးမှာပြန်ပြီးတော့အဲ့လိုပြန်ပြီးတော့ပုံရိပ်လေအလင်းပြန်ဝင်တာကိုနော်အဲ့ဒါပေါ့သလားအလင်းတိုက်ရိုက်ထိလို့မဟုတ်ခဲဆိုရင်ဆရာစိတ်မလောဘူးတော့လိုမယ်နော်တုံးတစ်စင်ရင်တင်ရတာဆိုတော့ သူကခဲရတယ်ခဲတယ်နဲ့ကြီးတာတစ်ချက်ချင်းသွားလာဆိုတော့သူကတော်တော်သိချရတယ်နော် လောလို့လည်းမရဘူးလောဘကြည့်လို့လည်းမရဘူးပေါ့နော်ဆရာနော် နော်ဟုတ်တယ်သူအဲ့လိုသိချလက်ချသွားတာဒီဘက်မှာတည်းကအလင်းလေးအမှောင်လေးတွေမှာနည်းနည်းလေးကြည့်အောင်ဒါလည်းအဒီတကြံအကျိုးနဲ့လားတကြံအကျိုးမရတာမှာဟုတ်ကြာဒီကအုံးကန်လိုက်ဒီမှာလည်းသွားဆိုတော့အဖြူပေါ့နော်သူကကြတော့နားလေကွန်းနေအရန်စားတဲ့ခါကျတော့သွားရမဖြူတော့ဘူးပေါ့နော် ဆရာမင်္ဂလာပါ မင်္ဂလာပါငြိမ်ဝင်လာလားဒီမှာသွားလေးရတော့အဖြူမဟုတ်ပဲနဲ့ဒီမှာမင်္ဂလာပါဆရာအနောက်ရှက်ဖြစ်မစိုးလို့နှုတ်မဆက်ထားပါခင်ဗျာ ဟုတ်မဖြစ်ပါဘူးညမေးလို့ရပါတယ်နော် ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါ ဟုတ်ကျွန်တော်ပကြီးတင်တာကြာပြီဆိုတော့ဒီဆွဲနေတဲ့စကားပြောရပါတယ်မေးတာပြောရပါတယ် ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါ ဟုတ်ဒီ online ဆိုတော့လေဒီပုံဆွဲနေကိုကလည်းတစ်ချိန်လုံးမဟုတ်ရင်တော့ပြင်းစရာကောင်းပါဘူးတစ်ချိန်လုံးကစကားပြောပေးတာလေဒါကြောင့် ဟုတ်ကဲ့ပါ တိတ်ကြီးဖြစ်နေတော့လေ ဟုတ်ကဲ့ပါခင်ဗျာ လေဟိုဘောပကြီးနဲ့ပတ်သက်တာပါပဲမတိုင်နိုင်တော့မပြောပါဘူး ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဒီမှာအောက်ကလည်းဒီမှာလည်းဆိုရောင်ပြန်လေးရှိတယ်နော်ဒီမှာ reflection လေးနှာခေါင်းမှာလေဟုတ်သိကျင်တာမေးမြန်းဆွေးနွေးလို့ရပါတယ်ဟုတ်အဲ့တော့ဒီနားကျတော့ဒီကကြွက်သားတွေရှိတာပေါ့ဒီနားကျတော့အသားကြီးကဒီပြည်လေးပေါ့ဒီမျက်နှာပြင်ကူးတာမှာဒီပုံမှာသူကနည်းနည်းပြည်ဖြစ်တယ်ပေါ့ဒုတယ်လည်းပေါ်ရမှာပေါ့နော်မျက်နှာဆိုတာဒုတယ်ရှိတဲ့အရာကြီးပဲဒုတယ်ပေါ်ရမယ်ဆိုတာ theory သဘောပေါ့ဒုတယ်ပေါ်ုံနဲ့ပြီးလားဆိုတော့မပြီးဘူးပေါ့လေတိုက်ချာပေါ့တိုက်ချာဆိုအယိုးနေရာမှာအသားနေရာပြော့တယ်တိုက်ချာလည်းပေါ်တယ်တိုက်ချာပုံနဲ့ပြီးလားဆိုလည်းမပြီးပြန်အောင်သူ့ရဲ့ character ပေါ့နော်သူ့ရဲ့ဇယိုက်လက္ခဏာသူကဘယ်လိုလူမျိုးလဲတဲ့အသက်အရွယ်လဲနော်အခါကျလည်းအဲ့ဒါအပြင်နော်သူ့ရဲ့အဲ့ဒီချိန်မှာဖြစ်နေတဲ့နော် expression ပေါ့ဒါမျိုးလည်းပါတတ်တယ်အရင်
လွမ်းဆွေးနေတယ်လို့နော်ဟိုပင်ပန်းနေတယ်လို့ဒေါသထွက်နေစသည်ဒါတွေပါတတ်သေးတယ်အဲ့ဒါတွေကိုကိုကဟိုတူယုံမဲလားဆိုတော့မဟုတ်သေးဘူးဆိုတော့ပကြီးဆိုတော့ဒီပကြီးဆန်နဲ့နော်ဒီရေးချက်ပေါ့နော်ပကြီးဆန်နဲ့နော်ရေးနီးစနစ်တွေလည်းပါပြီးတော့ဘာလဲဆိုတော့ကျွန်တော်တို့ကပကြီးဆိုတာဓာတ်ပုံနဲ့မတူတဲ့ရတာတော့ပေးနိုင်ရမယ်လေနော်ဓာတ်ပုံဆိုတာတော့သူကဒီကိုကစက်ကရိယာအကူအညီနဲ့ဒီမှာကိုကဒီအလုံးနှိမ့်လိုက်တယ်ပေါ့အဲ့မှာပုံရိပ်ကိုဖမ်းပြီးတော့ပေါ်လာတဲ့ဟာကိုနော်ကိုကဒီမှာအလင်းအမောင်တို့အနုအရင်တို့အယောင်တွေအဲ့လိုပုံတွေနည်းနည်းပါးပါးဟိုပြင်တာတွေဒီလောက်ပဲရတာဟုတ်အကြည့်ရတော့မဟုတ်လေကိုယ့်အံကိုအများကြီးပြန်ပြီးတော့လေ reconstruction ပြန်လုပ်လို့ရတာပေါ့နော်နော်ဒီဘက်ကဓမ္မခုနကပါဇက်အောင်ပေါ့နော်ဒီဘက်ကကြတော့ဒီသားပြင်ဒုတယ်ပေါ့နော်အဲ့နှစ်ခုကဒီမှာတော့တိတ်မတိတာဘူးပေါ့ဆိုအရေးချောင်းနဲ့တော့ဟိုဖြစ်လာဒါအိပ်ပြီပေါ့နော်ဥက္ကဋ္ဌနေခဲ့တာပုံနဲ့ကြည့်တာဆိုတော့လူပဲဟိုပေါ့အလုပ်တော့မချုပ်ဘူးပေါ့လေကိုယ်ကတက်တောင့်တက်တာလေးပေါ့ကိုယ်ကအတန်လေးပိတ်ပြီးတော့ကိုယ်ကဒါလုပ်ကြကြည့်တယ်လုပ်ရင်လည်းကြည့်လို့လည်းရတာပေါ့လေနော်အပြင်မှာတော့အားမရတဲ့အပိုင်းလေးတော့ရှိတာပေါ့နော်ဒီအားမရအတားချက်ကတော့ရှိတာဒါအမောင်လေးတွေပေါ့နော်လေဘင်းဆိုတာလည်းသူကဒီလိုစလင်ဒါလိုတူးတယ်ကြည့်ရဟာကြီးပေါ့နော်ဒီမှာကြတော့သူကဟောပေါ့အင်းကြီးကတော့နက်ပြပေါ့နော်ဒါအခုရေးတဲ့ခန့်တန်းပြီပေါ့နော်ဒီကအနက်ကိုသူကအရင်တော့တိုင်းရင်းသားလားတိုင်းရင်းသူလားဒါအမျိုးသမီးပေါ့ပို့အိုအမျိုးသမီးငကဲ့မှာဆိုလေတိုင်းရင်းသူပို့အိုပေါ့နော်ဟိုအောင်ပန်းဘက်ကတည်းကအဲ့ကိုလူတွေထုတ်လို့ရိုက်လာတာဒီကြတော့မျိုးသားဘက်ကိုသွားတယ်နော်ဆရာဟမ်မျက်နာရဲ့ဟုတ်တယ်မျက်နှာပြင်ကျလာတယ်ဒါတွေကအမျိုးသားနဲ့နည်းနည်းတူတဲ့အမျိုးသမီးပေါ့လေသူရဲ့မျက်နှာပြင်လေးပါနည်းနည်းတောင်းကြတာပေါ့နော်အဲ့လိုမျိုးသူကတိတ်တော့ဟိုမျိုးသမီးဆန်တဲ့ရုပ်မျိုးတော့မဟုတ်ဘူး
ဒီအမှောင်ရတယ်သူကမနေ့ကမိုးတော်တော်ရွာလိုက်တော့တိတာပါစာရွက်ကလေဟိုဖြစ်သွားနည်းနည်းဟိုမမာနေတော့ဘူးမတင်းနေတော့ဘူး ရွှေငွေးပြန်သွားတာပေါ့နော်ဗျာ နော်ရင်ငွေတက်ပြီးတော့လူပုံကြီးဖို့တော့ကတော့ဒီအခြေခံတွေပေါ့နော်ဗကြီးနဲ့ပတ်သက်တဲ့တည်တဲ့အခြေခံတွေသူအဲ့ဒါတွေကိုအရင်ဟိုတိထားမှသူကရေးလို့လွယ်တာဟုတ်လူပုံကိုတိုက်ရိုက်ဗကြီးဘာမှအခြေခံမရှိတဲ့လူတယောက်ကိုလူပုံကိုတိုက်ရိုက်တင်တော်တော်ခက်တာပေါ့သူ့အတွက်ကလေသူဘယ်လိုမှမမြင်တတ်ဘူးပေါ့အခြေခံသဘောတရားတွေပြီးတော့မှသူကသင်ပို့ပြီးတော့လွယ်တဲ့မီဒီယံဟောပေါ့ subject မျိုးပေါ့အခဲကိုတော်တော်ပြီးရတာမှဒီခဲတံတိတ်အရင်တို့လိုပဲဒီစီးကင်ခဲတံတော့မစိုးဘူးသူကခဲသားပွားတယ်သူကနည်းနည်းခဲတော့အကုန်ညံတယ်ဒါနဲ့လေရေးလို့ရှိရင်သူကခဲသားဟွာဖြစ်တယ်တက်တယ်ခဲသားပွားတော့ပုံတော့ညံတယ်ဒီစေတာလိုခဲတံမျိုးကြတော့သူကလေအလူချင်းဟိုသူတို့ 2B နဲ့ 3B မှာအဲ့လိုကွာတယ်ဒါအဲ့လိုမျိုးဟာကိုသူကဟိုဒီအလူချင်းကိုဟောလေဟောပေါ့တစ်စင်ချင်းစီမှာတစ်ချောင်းချင်းစီမှာမတူတဲ့ဟာတွေမှာသူကကွဲပြားအောင်ဟိုလုပ်တယ်တုံခွဲနိုင်တယ်သူကမ 2B နဲ့ 3B နဲ့ဆိုလည်းကွာတယ်နော်အဲဒါကတော့ရပြီပေါ့နော်ဒီမှာအဓိကတော့ဟိုမျက်နှာပိုင်းကိုအဓိကသွားမှာပေါ့လေနော်ကျန်တဲ့ဟာတွေကတော့ဟိုအဲ့ဒါပြီးမှာပေါ့နော်ဒီမှာကျန်တို့ရေးချင်တာကဒီမျက်နှာပေါ့နော်သူရဲ့သူကတော့သူကသူဈေးရောင်းနေတဲ့တခုခုလေးကိုသူဒါမှမဟုတ်နားရင်းနဲ့တခုခုကိုသူဟိုကြည့်နေတဲ့အာယုံစိုက်နေတဲ့ဟာမျိုးပေါ့နော်အဝေးတခုကိုသူမနဖူးမှလည်းသူဒီမှာတွန်းနော်ဒီမှာသူကအလင်းကအောက်ကလည်းပြန်ပင့်တဲ့သဘောလေးပါတယ်နော်အောက်ကပြန်ရိုက်တဲ့ဟာလေးပါတယ်ဒီမှာမျက်ရည်လေးကြည့်တာပေါ့နော်ညားလေးမှာတစ်ဆင့်ရှိတယ်စပြီးတော့ဒီနှာခေါင်းပေါ့ဒါဖြစ်ပြီးနေပါနော်ဒီနားလေးမှာတစ်ဆင့်ပြန်ကျင့်သွားဒီလိုမျက်နှာပြင်ကဒီဘက်ကိုဒီလိုပြန်ကူးတာပြီးတော့ဒီနားမှာသူအလင်းအောက်ကအလင်းပြန်ရိုက်တဲ့သဘောမျိုးရှိတယ်အဲ့ဒါကြောင့်သူကဒီမှာဒီနားထဲမှာပြန်လင်းနေတာ ਨੇ အဲ့ဒါမျိုးကြခုနကဒီ
အလင်းနဲ့အမှောင်နဲ့ဟိုအဲ့ဒါကိုအလင်းချမ်းနဲ့အမှောင်ချမ်းနဲ့လည်းရောတတ်တယ်နောက်ပြီးတော့အဲ့မှာဒူးတယ်လည်းပျောက်သွားတတ်တယ်ပေါ့ဒီလိုပုံမျိုးတွေမှာဖြစ်တတ်တာလေတခုဟိုမိအောင်ရေးလိုက်နောက်တစ်ခုကိုသတိမထားမိတာမျိုးဆိုဖြစ်တတ်တယ်ဒီပုံမျိုးကဒီမှာအရေးကြောင်းနေရှိတယ်သူကဒီမျက်နှာပြင်ဒီဒုကြီးကပြည်ပြည်လေးဖြစ်နေအမှောင်ထဲမှာလေအမှောင်ထဲမှာပြန်နင်းနေမှာအဲ့မှာမှရောင်ပြန်နေပြန်ဝင်နေတာနဲ့ဆိုတော့အဲ့ဒီသဘောလေးကနည်းနည်းလေးခက်တယ်အဲ့တော့ဒီမှာဒီနားလေးမှာကျတော့ဒီဘက်အလင်းလေးပြန်ဝင်တယ်ပေါ့ဒီနားလေးမှာသူကအလင်းနဲ့မှောင်နဲ့တွေ့နေတာနော်ဒီနားကျနည်းနည်းလေးမှောင်ပေးရမယ်ဒီဘက်မှာနည်းနည်းလေးပြန်လင်းနေပေါ့နော်ဒီနှခမ်းရဲ့နှခမ်းရဲ့အယောင်ကမရှိဘူးမျက်ခုံးဝေးလည်းမရှိဘူးဒီမှာအရေးကြောင်းတစ်ခုရှိတာနော်ဒီပြီးတော့သူ့ရဲ့မျက်နှာပြင်တိုက်ချပေါ့အဲ့ဒါလေးလည်းပေါ်ပြီးရတာပြီးတော့ဒီမှာအရေးကြောင်း၃ကြောင်းအဓိကရှိတာနော်အဲ့မှာလည်းသူကဒီလိုမတူညီတဲ့ပြင်လေးတွေအမှောင်လေးတွေအရေးကြောင်းအသေးလေးတွေအဲ့ဒါလူပုံရဲ့ dimension လို့ခေါ်တယ်လေမျက်နှာပြင်ရင်သဘောတွေပေါ့အဲ့ဒါတွေအရင်ကျင့်တာအဲ့ဒါကြီးကိုလည်းဓာတ်ရိုက်ကြီးအဲ့သဘောရှိတယ်ဆိုတာသိတာပေါ့နော်ဓာတ်ရိုက်ကြီးတော့ပါတာတော့မဟုတ်ဘူးအဲ့ဒါနည်းနည်းခက်တာပေါ့လူပုံမှာခက်တယ်ဆိုတာလေသူကဒီလိုတကယ်လူပုံနဲ့ဟိုဟာနဲ့မှာအကြားထဲမှာအတွင်ကူးပြောင်းတဲ့ဟာမှာသူကဟိုတော်တော်လေးဟိုပြပြစ်တာကိုပြပြလေးကူးတာဒီမှာကြာရောတယ်ဟုတ်လားဒီလေပင်ကကြီးရကြပြက်ကြီးပေါ်နေမဟုတ်နေရွက်မှာလည်းသူ့မှာအစွန့်လေးတွေကြိုင်လေးတွေဒီနောက်မှာအကြီးကြောင်းလေးတွေတော်ကြီးနောက်ကဆရာပြောခဲ့တဲ့စကားလေးတွေပြန်ကြားမိတယ်ရိုးရဲ့ဖွဲ့စည်းပုံလေးတွေပြကြပါကြွက်သားရဲ့ဖွဲ့စည်းတည်ဆောက်ပုံလေးတွေအဲ့ဒါလေးတွေသိမှဒီစက်ခင်းကိုရေးလို့ရှိရင်လွယ်တာဆိုတာလေးတွေပေါ့
ဟုတ်တယ်သူကလေ ဟုတ် ဓမ္မကသူက drawing ပေါ့ drawing ကိုမှန်အောင်ကောက်နိုင်ရတာပေါ့ drawing သဘောdrawing ပြီးမှသူမှ drawing နဲ့ဒုတယ်ကိုပေါ်တဲ့ ကွန်ဒိုသဘောပေါ့နော်ကွန်ဒိုအခြေခံတဲ့မျက်နှာပြင်စာပေသိမ်သဘောပေါ့ပြီးတော့မှလူပုံရေးမယ်ဆိုလူပုံရဲ့ဒီအယိုးကောင်းရဲ့ဒီဆောက်ပုံအခြေခံသဘောပေါ့နော်မာဆယ်တွေရဲ့သဘောပေါ့ဒါလေးတွေကသူကအကုန်လုံးပေါင်းစပ်နေတာ哦အဲ့ဒီဟာလေးတွေကိုကအဲ့ပေါင်းစပ်ပြီးပါဝင်နေတာလေးတွေကိုကဖြည်းဖြည်းချင်းလေ့ကျင့်ယူရတာပေါ့တခါတည်းတော့လေဟိုဆရာတို့လည်းမရပါဘူးဒီလိုပဲဖြည်းဖြည်းမြင်တတ်ပထမဟိုနားလည်ဖို့လိုတာပေါ့နားလည်တာကိုဟိုမြင်အဲ့ဒါကိုမြင်တတ်တာပေါ့မြင်တော့မြင်တတ်သွားပဲမြင်တတ်တာကိုကလက်ကလိုက်ရေးဖို့ကြတော့တော်တော်အချိန်ပေးရတယ်သဘောပေါက်တယ်ပြောပြလိုက်သဘောပေါက်တာလည်းတိတ်တော့မခက်ဘူးနော်အဲ့ဒါကိုကိုယ့်လက်ကတကယ်ပါဖို့မှာအဲ့မှာအချိန်ပေးရတာပဲအချိန်ကဆရာက demonstration ဆိုဒီ2 နာရီခွဲလောက်အတွင်းပေါ့လေဟိုဒီလိုဒီသင်ပြတာနဲ့ကိုယ့်ကိုရေးရတယ်မတူဘူးလေကိုယ့်ကိုရေးရဆိုတာဒီပုံတစ်ပတ်ရေးနေရေးမယ်ကိုယ့်ကိုနော်တနည်းရေးပေါ့သင်နေဆိုတာတစ်ထိုင်ရင်းနဲ့ပြီးအောင်ရေးရတာဟုတ်ဗာမီဒီယမ်နဲ့ရေးသေးသေးသေးခဲသေးသေးဆိုတာဒီအဲ့ဒီအချိန်ကာလအပြင်တော့1 နာရီခွဲနဲ့2 နာရီခွဲအတွင်းမှာပဲနော်လုံးလုံး3 နာရီပေါ့အဲ့လောက်မှသူကပေါ်ရတာဟုတ်ကိုယ့်ကိုရေးရတယ်မတူဘူးအဲ့တော့နည်းနည်းပုံရတဲ့မှာပုံပေါ်ဖို့သဘောတရားနဲ့ပုံပေါ်လာဖို့လိုတာနော်ဒီမှာဒါမျက်ခုံးရဲ့ဟိုဟာမျက်ခုံးမွေးရဲ့အနုရင်မရှိဘူးပေါ့ဒီမျက်ခုံးရဲ့ဒုပေါ့ရိုးကောင်းခုံမှာဒုရှိတာအောက်ကနေတော့အလင်းလာအောက်ကအလင်းရှိတဲ့သဘောရှိတော့လေအဲ့ဒီအပေါ်မှာသွားပြီးတော့အမှောင်လေးသွားဖြစ်တာဒီနားလေးမှာတော့ပြန်လင်းတာလေဒီမှာတော့မျက်နှာကိုအဓိကပေါ်အောင်ရေးရမှာပေါ့နော်ဒီ2 နာရီခွဲလောက်တွင်းဆိုတော့လေခေါင်းပေါင်းနေပါလေအကုန်အပြည့်စုံဆိုရင်တော့အချိန်ကရမ်းကြာသွားမှာပေါ့လေကြာသွားဆိုတော့ကြီးတဲ့သူလည်းဤသွားမှာပေါ့အရမ်းကြာသွားရင်သူကဆရာတို့ကဒီလူတစ်ယောက်ကနော်ဒီလိုအာယုံစိုက်နိုင်တာကဒီ2 နာရီ1 နာရီခွဲ2 နာရီပေါ့ဒါကြောင့်ရုပ်ရှင်တကား2 နာရီပတ်ဝန်းကျင်မှာ1 နာရီခွဲ2 နာရီပေါ့တိတ်ရှည်တဲ့ကားမှတိုက်တိုင်းမှာ3 နာရီတည်းမပို့ဘူးနော်အဲ့တဲ့ချိန်လည်း2 ပိုင်းဖြစ်သွားတာပေါ့နော်နှစ်ခါကျင့်လည်းဖြစ်သွားတာပေါ့ဒါတော့ entertainment လို့နော်သူကဒီတိုင်းလေးဟိုတက်တောင့်တက်တာလေးကွာ entertainment နေနဲ့ကွာခံစားရတာပညာရဲ့ပိုင်းဆိုင်ကြတော့ဒီကနေ့ကြတော့ကိုယ်ကလို့ပေါ့အာယုံဆက်ပို့အာယုံဆက်ရတာပေါ့အဲဒီမှာအမှောင်လေးပေါ့ဒီနားလေးတော်တော်မှောင်တာပေါ့အလင်းနဲ့အမှောင်နဲ့တွေ့ရနေရတယ်နောက်ပြီးခုနလိုဒီသားရောင်မှာလို့မျက်လုံးတို့အဲ့လိုပေါ့လေနှာခေါင်းထိပ်လေးတွေတော့ဒီချွေးဟွာဒီမျက်လုံးကတော့ဟွာကြောင်းပါဒီမျက်ရည်ပေါ့လေချောစီကြောင်တို့ကပြောင်တာဒီနှာခေါင်းထိပ်လေးကြားလဲသူချွေးပေါက်ကြောင်ဆိုလေပြောင်နေတတ်တယ်အဲ့လိုနောက်ဒီလိုရေဆိုသွားရင်လည်းသူကပြောင်လက်တက်တဲ့သဘောရှိတာဟုတ်တယ်
ဒါလည်းအမောင်လည်းပါအလင်းနဲ့ဒီနားလေးပဲထိခဲမှာတော့ပြောခဲပြက်နဲ့ပြန်လှုပ်လို့ရတာလေခဲပြက်ကလည်းဒီမှာဟိုပေါ့ဒီခဲပြက်လည်းအမျိုးမျိုးပေါ့တေးသေးလေးအမျိုးမျိုးပုံစံမျိုးမျိုးကြည့်ရအောင်ဒီလိုကအလင်းလုံးအနဲ့ဆုံးမျိုးပဲအမှမျက်လုံးနဲ့စို့ပြီးလဲလာနော်ဆိုအမောင်ကအင်းခဏလေးကြာဘာမှမဟုတ်10နာရီကျော်သွားပုံဆွဲနေအရင်အချိန်ရလေအကုန်မြင်တာကိုကငွေဆွဲပကြီးပဲတင်လေ2နာရီ3နာရီကဘယ်လိုကုန်မှမသိကိုကပုံဆွဲနေတနေ့ကဘယ်လိုကုန်မှမသိအဲ့တော့ကိုကဒီပေါ်မှာအဲ့ဒီပုံလေးကလေဗီဒီယိုပြန်တင်ပေးမှာမလားဆရာတင်ပေးမှာ YouTube မှာတင်ပေးမှာလေနော်အစားတော့ပြန်ဟုတ်ကဲ့ဆရာဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအေးသေးပြန်ကြည့်လို့ရအောင်ဒီအခု9ရက်ရေးပြမယ်လေ9ရက်ရေးပြတဲ့အကုန်လုံး YouTube မှာပြန်တင်ပေးမယ်တရား YouTube ပါလို့ကြည့်တယ်လေအဲ့ဒါလေးလေဆရာဒီရေးပြီးသားပုံလေးတင်တဲ့ခါကျတော့လင့်လေးပေးလိုက်မယ်ဟုတ်ကဲ့ဆရာဟုတ်အဲ့ဒီမှာဆရာဗီဒီယိုတွေအများကြီးပါလေကြာနေချိန်ကိုတင်တာဒီလိုဆွဲပြတာဒီမှာမတင်ပြတာကြာဇူလိုင်လကြာရင်လည်းအဲ့လိုပေါ့လေ3ရက်လောက်တော့အဲ့လိုပြင်ဒါနလုပ်ပြီးပါအောင်ဆရာမွေးနေ့မှတ်တရပေါ့တရားရက်နေတယ်ဗျရက်နေဟုတ်ကဲ့အဲ့လိုပြောပါနဲ့ရက်နေလက်မလှုပ်လို့ချင်းအဲ့ရက်နေတာနော်ဟုတ်တယ်ဒီမှာဒီအမောင်လုံးကြီးပေါ့နော်အင်တာနက်လမ်းကြောင်းတစ်ခါကြာရင်လက်ကမလှုပ်တော့ဆိုရင်အဲ့ဒါရက်နေပါပဲနော်နားလေးကခဲပြက်နဲ့ပြန်နှုတ်ရမယ်တော့ဒီကတော့ခဲပြက်လေးအမျိုးစုံပဲသေးသေးလေးတွေအဲ့တော့ရောက်ပါလေမိုနို0ဆိုတာသေးသေးလေးပြန်နှုတ်လို့ကောင်းတယ်အဲ့လိုပဲလိုတော့မတွေ့တော့ဘူးဒါကတော့နည်းနည်းကြီးတယ်မျက်လုံးနဲ့အလင်းထန်တာအများရင်လည်းကြည့်မကောင်းနဲရင်လည်းကြည့်မကောင်းဘူးနော်ဆရာဟုတ်တယ်သူကလေအမအလင်းထိတာလေးဒီမှာသူကဒီမှာဒီလိုလေးဒီနားလေးအလင်းကအရေးကြီးတယ်နော်အဲ့နားလေးအလင်းနဲ့အမောင်ဒီနားမှာလေသူကအလင်းကဒီနားထိရောက်တယ်အချိန်နဲ့မလေးကပါအောင်ဒူးနေဒီဘက်ဟိုကပါဇက်အောင်ဒူးနေခွဲတဲ့နေရာဒီအနောက်ကအမှောင်ထဲမှာသူကဒါပေါ်တာဒါအိပ်ပြီနော်အိပ်ပြီဒီမှာသူ့ရဲ့ညခုံးပေါ့လာတာလေးဆရာအဲ့မျက်နှာပြင်တွေဘောနော်ဆရာဟုတ်ကဲ့အဲ့ပေါ်တဲ့နေရာမှာအဲ့ဒေါင်လိုက်နဲ့အလျားလိုက်နဲ့မှားပြီးတော့ချစ်မိလဲမျက်နှာပြင်အရောက်ပုံစံပြောင်းသွားမှတယ်နော်ဆရာအင်းပေါ့သူကလေမျက်နှာပြင်ကိုသွားတဲ့
မျက်နှာပြင်ကိုပေါ်တဲ့ line တွေကအရေးကြီးတာပဲဟုတ်လားအဲ့မျက်နှာပြင်တိုင်းကိုသူကတစ်ခုနဲ့တစ်ခုဆက်ဆက်ရှိတဲ့ line တွေပြရမှာပေါ့ဆက်ဆက်မရှိတဲ့ line ဆိုရင်သူကပုံမှာသူကအဆင်မပြေဘူးကြည့်လို့လေ ဟုတ် တစ်ခုနဲ့တစ်ခုကဒေါင် line နဲ့လျားလိုက်ဆိုရင်တော့သူကနှစ်ခုကမဆက်ဆက်ဘူးဆိုရင်အဲ့ပုံကပုံမှာကြည့်ရတာအဲ့ဒါဘယ်လိုမှအဆင်မပြေတော့ ဟုတ်တချို့နေရာမှာဆရာအဲ့နှစ်ထပ်တွေဆွဲတာတွေ့လို့လေဆရာဟုတ်နှစ်ထပ်တွေ ဘယ်လိုနှစ်ထပ်လဲ နှစ်ထပ်ဆိုဥမာဒေါင်လိုက်ပြီးရင်အလျားလိုက်ပြန်ထပ်တယ်ပေါ့နော်အဲ့လိုမျိုးလေး အဲ့လိုထပ်မှာလေသူကဂျားမှာဒေါင် line နဲ့အလဲလိုက်ဂျားထဲမှာပြန်နဲ့မြင်းအဆောင်နဲ့ပြန်ပြီးတော့ပြန်ကြည့်အောင်ပြန်လုပ်ယူရတာဟုတ်လား ဟုတ်ဆရာဟုတ် သူကပြန်ဖြေရတာပေါ့နော်ဖြေသွားအောင်လေ ဟုတ် ဒေါင် line နဲ့အလျားလိုက်ကိုဂျားထဲမှာဒီမြင်းဆောင်နေနဲ့ပြန်ပြီးတော့ရောလိုက်ရင်သူကသူ့ရဲ့နှစ်ခုကဆက်ဆက်သွားတာပေါ့အဲ့လိုဆက်ဆက်ပေးတာအရေးကြီးတာပေါ့ ဟုတ်ဆရာဟုတ်အဲ့အများကြီးလေ့ကျင့်မှပဲရမယ်တမောနော်ဆရာ ဟုတ်တယ်ဖြည်းဖြည်းချင်းပေါ့နော် ဟုတ် လူပုံကတော့လေလူပုံတို့လည်းလူပုံတော်တော်ဝါသနာပါကြတယ်လူပုံကတော့အခြေခံတွေပိုင်ဖို့လိုတယ်နောက်ပြီးတော့အလေးကျင့်တော်တော်လိုတယ် ဟုတ် အဲ့ဒါမြင်တတ်ဖို့လိုတယ်အဲ့သဘောတရားတွေသိကြဖို့လိုတယ်နောက်ရင်းနှီးစနစ်ကိုလည်းကိုကနားလည်ဖို့လိုတယ်ပေါ့နော်ရင်းနှီးစနစ်တွေလည်းသိကြရမယ်ဒီမှာနှာခေါင်းဆိုလည်းဒီနားလေးရလို့မှာရောင်ပြန်ကတစ်ဆင့်ကန်ဆိုတော့လေဟိုမျိုးမလင်းရဘူးလေနော်အဲ့လိုပေါ့သူကအဲ့လိုတစ်ခုချင်းစီလဲဟောပေါ်ရတယ်နော်အဲ့လိုပဲပြန်လဲခြုံပြီးကြည့်ရတာပေါ့နော်ဟိုဒီအမှောင်ချမ်းထဲမှာမှဒီမျက်နှာပြင်နော်ပြန်လင်းတာရှိတယ်နော်မျက်နှာပြင်ချိုးသွားတာရှိတယ်ဒီနားဆိုဟုတ်တယ်မဒီအောက်ကိုပါဆောင်ချိုးသွားတယ်ဒီနားမှာသူကဒီလိုပြန်မှောင်သွားတော့နော်အတွန့်လေးတွေရှိတယ်အဲ့ဒါလေးတွေကိုမသူကဟိုခြေငကပ်ပေါ့လေနော်ဒီပုံကနည်းနည်းလေးဟိုခက်တဲ့ပုံဖြစ်နေတာပေါ့လေနောက်တမင်တကာလည်းလေဒီလိုပုံလေးတွေဘယ်လိုရေးရတယ်လဲဆိုတာလေရေးပြတာပါဆွဲပြတာနော်အဲဆိုတော့ဒီလိုပုံကိုရေးများသောအားဖြင့်လေသူကနည်းနည်းလေးရောထွေးသွားတတ်တယ်ခဲတယ်လည်းလို့ဟောပါလေသူညာလေးကြားလေခဲတယ်ကိုဒီတုံးထိတာတော့ခဲတယ်ခက်တုံးနဲ့သွားရတော့အသေးသေးလေးကြားလေခဲတယ်အောင်ခြုံပြီးတော့လေ ဆရာဟိုကလေပါမို့ပေါ်ကကြတော့လေဆရာအလင်းဖြစ်ပေမဲ့အောက်ခံတရောင်ပါသေးတယ်ပေါ့နော်ဆရာ ပါပေါ်မှာဟုတ်ကဲ့ အလင်းနေရာမှာလေဆရာ ဒီနောက်ပြောလား နေရာမှာပါဟုတ်ကဲ့လုံးဝမချရဘူးလားဆရာလုံးဝမချရဘူး ခဲရမယ်လေတုံးပါတယ်တုံး တုံးကိုအဖြော့လေးပေါ့နော်ဆရာ ဒါပေါ့သူကလေဒီ ဟောအောက် သူကဒီအမှောင်ကအရေးကြီးတယ်လေဒီမှာဒီဘက်လင်းတော့ဒီမှောင်လေဒီအမှောင်ရှိတော့ဒီနှာခေါင်းရဲ့အလင်းပေါ်ဒီဘက်မှာပြန်မှောင်တယ်ပေါ့နော်အဲ့ဒါဒီတုံးလေးကို
ပေါ်အောင်ကလုပ်ပေးရအောင်နောက်သူကလေအလင်းမှောင်အောင်လေအဲ့ဒါဒုတယ်အဲ့နေရာလေးမှာသူကအဓိကပေါ်တာဟုတ်ပြန်ဒီဘက်ကတော့ဒုတယ်မပေါ်ဒီမှာဒီထဲကသွားလေးဆိုနေသူကအဖြူမဟုတ်ဘူးလေအဲ့ဒါမျိုးကသတိထားဖို့လိုတယ်ဟုတ်လားသူကအမှောင်ထဲမှာလေအမှောင်ချမ်းထဲမှာပေါ့အလင်းချမ်းအမှောင်ချမ်းကွဲလိုက်ရင်ဒီဘက်တစ်ချမ်းတော့အမှောင်ထဲမှာပေါ့အဲ့တော့ဟိုအမှောင်ထဲမှာလို့ဆိုတော့သူကနည်းနည်းပြန်လင်းနေပြီမဲ့သူအမှောင်ထဲမှာပဲလေအဲ့အမှောင်ထဲရဲ့ရှိတဲ့သွားအဖြူဆိုလဲသူကအဖြူဆွတ်ဆွတ်ကြီးမဟုတ်ဘူးပေါ့အဲ့သဘောလေးကိုသိရမယ်နော်ပြောပဲတဲ့ရန်ဒီနားလေးကြတော့သူကပါယူနေအောင်လေညားလေးမှလည်းမှောင်နေတယ်မဲ့သူအရင်မှောင်မင်းနေအောင်မှောင်တာမျိုးမရှိဘူးလေနော်ဒီခဲချက်နဲ့သွားတာပေါ့လေဒီ breast စုပ်နဲ့ဒီညနေပြင်ကိုအခြေခံတဲ့ဒီဝါကမန်ချစ်ကိုအခြေခံတဲ့ breast စုပ်ပေါ့အဲ့ဒါလေးနဲ့တိုက်ချောဒီ lighting ရဲ့မှောင် value ပေါ့နော်ဒါတွေအကုန်ပေါ်သွားတာပေါ့နော်ဒီနားအမှောင်လေးကတော်တော်လေးမှောင်နေရမယ်မှောင်နေဆိုမဲ့သူကလည်းကြည်တော့ကြည်လေးပဲအမှောင်ကြည်လေးပေါ့နော်ကြည်တဲ့အမှောင်ပေါ့မဆရာတို့ကဘာမှမှောင်မင်းနေတဲ့အခန်းထဲမှာမီးလုံးတစ်လုံးတွန်းလိုက်လို့ရှိရင်သူ့မှာဘာမှပတ်ဝန်းကျင်အလင်းပြည့်ခါကြတော့ပတ်ဝန်းကျင်မှောင်နေမှာပဲအလင်းရဲ့တက်ရောက်မှုကဟိုအလင်းပြင်းတဲ့လောက်အမှောင်ပြင်းမှာပဲလို့နော် theory ကပြောရင်တော့အလင်းပြင်းအမှောင်ပြင်းတယ်ပေါ့ဒါပေမဲ့အလင်းပြင်းပေမဲ့ပတ်ဝန်းကျင်မှာလည်းအရန်လင်းနေတာချင်းအမှောင်ကမပြင်းတော့ဘူးဘူးရတဲ့နေရာတော့ဒီမျက်နှာပြင်ကိုအခြေခံပြီးတော့လေခဲချက်ဒီတစ်ချက်ချင်းဒီပေါ့နော်ဒါကြောင့်ကြာတာသူကခဲချက်တစ်ချက်ချင်းဒီသွားတာပဲဒီချက်လေးလေအတီယိုရီသဘောတရားရတော့အလင်းချင်းအမှောင်ချင်းဘယ်နေရာနော်ဟိုပေါ့ဘယ်လောက်မှောင်တယ်လဲပေါ့အမှောင်ထဲမှာဘယ်ဟာအမှောင်ဆုံးလဲပေါ့အမှောင်တွေကဘယ်ဟာပြန်လင်းတာလဲပေါ့ဘယ်လောက်လင်းတယ်လဲပေါ့နော်အဲ့ဒါတွေကတွေ့ရတာအဲ့လင်းနေဆိုရင်မဲ့လေခုနကလိုဟိုအလင်းတဲ့ဟာနဲ့တော့မပြိုင်အောင်လို့ဒီမှာဒါကြတိုက်ချလေးတွေပေါ့အဲ့ဒါသူအသားရည်ကိုဒီလိုပေါ့အသက်ကြီးလို့ပါဖြစ်လို့နော်ရင်းနေပြီအဲ့ဒါတိုက်ချခေါ်တယ်ပေါ့နော်ဒါလည်းသူကတချို့နေရာလေးမှာမိန်လေးပေါ်တယ်တချို့နေရာမှာတော်တော်ထင်းထင်းပေါ်တယ်အကုန်လုံးထင်းထင်းသွားမကြည့်ရအောင်သိပြပါမယ်တစ်နှစ်မှာပညာဒါနစုစုပေါင်းပေါင်းလိုက်တော့25ရက်20လောက်တော့ပြည့်အောင်ဆရာခင်ဗျဟုတ်ကဲ့ပါမိပါတယ်ဟိုဆရာဟို drawing level 2ကြရင်အဲ့လူပုံဆွဲတာပါလားဆရာပါတယ်လူပုံအခြေခံရှုခင်းအခြေခံတွေပါတယ်
ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာဒီဟာကြသမီးတို့လို beginner တွေကြပဲရမယ်ဆရာနော် ဒီကောင်ကဟုတ်ကဲ့ကျွန်တော်တို့ကလေကျွန်တော်တို့ကဒီအခြေခံလေဒီအခြေခံမျက်နှာပြင်တွေဒုတယ်တွေပေါ့မှာ4000တုံးတွေကုဘတုံးတွေနောက်ဒီလိုအလုံးတွေပေါ့ဒါတွေကိုအရင်ဟိုကျင့်ထားရင်ပို့ပြီးတော့ဒီဟာမှာလွယ်တာပေါ့နော် drawing ကြိုက်လို့ကြည့်နေတာဆရာဒါမဲ့လေးမရဘူးခက်တယ် ဟုတ်တယ်ဒီဟာတော့လေဒီပုံကနည်းနည်းလေးငကိုတွေကလည်းခက်တယ်လူပုံမှန်မှလေဆရာဟိုရေးပြတဲ့ရွေချက်ကဒီလိုပုံအလင်းမှောင်ဘယ်လိုခွဲတယ်ဆိုတဲ့ဟာလေးတွေကိုလေဘယ်လိုမြင်လဲဆိုတော့အဲ့ဟာလေး ဟုတ်ဆရာဟုတ်သမီးကကြိုက်ဆရာရန် ဟုတ်ကဲ့ပါဟိုဖြည်းဖြည်းချင်းအချိန်ယူပြီးကြိုးစားပါလူပုံကတော့လေသူကတိတ်အမြန်ကြီးတော့မရဘူး ဟုတ်ကဲ့ဆရာဟုတ် နော်အဲ့လိုလူပုံအရင်ဆရာလေးအရင်လူပုံပညာဒါနဲ့10ရက်လုပ်ဘူးတယ်အဲ့ဒါ YouTube မှာရှိတယ်လားသင်ရေးပြတာလေး ဟုတ်ကဲ့ဆရာဟုတ် နော်အဲ့ YouTube link လေးလိုက်မှာဒီပုံတင်တဲ့ခါတင်ပေးလိုက်ပါ YouTube လည်းမတင်ပြတာကြာပါဘူးဟုတ်လားအဲ့ဒီအစ်မတင်ပြတာကြာဆိုတော့ဆရာဗီဒီယိုတွေကတော့လေဟိုဆရာ edit တွေပါရေကိုကလုံးလည်းမလုပ်တတ်ဘူးတော့အချိန်လည်းမရဘူးကိုယ်ကလည်းအဲ့ဒီနည်းပညာတွေကနည်းနည်းဝေးတယ်စိတ်ဝင်စားဘူးလည်းပါတယ်အဲ့တော့ဒီတိုင်းပဲတင်ပေးလိုက်တာဒါအရင်ကြီးတော့ဟိုမျိုးကြီးဟာတော့ကြော်ကြည့်လို့ရတာပေါ့လေဟိုလိုမျိုးတော့ဒီ edit လုပ်ထားတဲ့ဗီဒီယိုလောက်တော့စိတ်ဝင်စားကြရတော့မကောင်းဘူးပေါ့ကိုလည်းအဲ့လိုလည်းမလုပ်တတ်ဘူးကိုကလည်းပုံမဲဆွဲချင်တာအဲ့ဒါကြီးအချိန်ပေးမလုပ်ချင်ဘူးအဲ့လိုပေါ့လေလုပ်တတ်တာမလုပ်ချင်တာရောစိတ်ဝင်စားတာအကုန်ပေါင်းသွားတာပေါ့ကိုယ်တက်ရွယ်နေကြလားအဲ့ဒီနည်းပညာနဲ့အဲ့လိုထိုင်ပြီးလုပ်နေအဲ့လိုကြီးလုံးမဲ့စားလေးပုံမဲ့ဆွဲလိုက်ချင်တယ်ပေါ့နော်ကွန်ပျူတာလုံးနဲ့အဲ့လိုဟာတွေကြတော့ ဆရာ YouTube ဗီဒီယိုတွေကြည့်ရတာကောင်းတယ်ဆရာဘာလို့လဲဆိုတော့တစ်စင်ချင်းသွားတာ edit လုပ်ပြီးကြော်ထားတာတွေမဟုတ်လို့ကြတော့တစ်စင်ချင်းပြောင်းလဲသွားတဲ့ဟာလေးတွေကြတော့ကြည့်လို့ကောင်းတယ်ဆရာ ဟုတ်ကဲ့ကျေးဇူးပါဟောကြည့်လို့ရပါလေ YouTube ရဲ့အားသာချက်ဗီဒီယိုတင်လိုက်တဲ့ဟာတော့ဟိုကြည့်တဲ့နေရာကိုဖြည်းဖြည်းချင်းပြန်ကြည့်တချို့နေရာလေးကြော်ကြည့်နောက်ပြီးတော့ခုနဟိုပြောသလိုပေါ့အရှင်းနဲ့နောက်နဲ့ဘယ်လိုပြောင်းသွားလဲပြန်ကြည့်အဲ့လိုတော့ကြည့်လို့တော့ရတာပေါ့လေနော်ဒီမှာဆိုလည်းဒီလိုပဲမဒီလိုခဲအဲ့လိုဒီလိုခဲမှာအဲ့လိုပေါ့ခဲချက်ကိုသူဖိပြီးတော့လေတင်းတင်းရေးတာနဲ့အဲ့ဖွားဖွားလေးရေးတာနဲ့သူကမတူအရတာတွေကလေဒီမှာဒါတော့ဒီမှာအသားပဲဘုရားဓမ္မသူကတကယ်တော့အလင်းအားကောင်းနေမဲ့လေအမှောင်ကပြည်တဲ့ဟာမို့လို့သူကနည်းနည်းရေးရခက်တယ်တဲ့ပါအမှောင်ပြည်တဲ့ပြင်သူကအောက်က reflection တစ်ခုပါနေအောက်ကနေပြန်ရိုက်တာပါအဲဒါကြောင့်နှာခေါင်းအောက်တို့လေဟိုမျက်ခုံးအောက်တို့လေမေးသီးအောက်တို့မှာအလင်းလေးတွေရှိနေသူအဲ့လိုအလင်းကတစ်ခုတည်းမဟုတ်ဘူးပေါ့အဲ့ဒါကြောင့်သူကနည်းနည်းခက်တာဒီဘောကသူဘေးအောက်မှာတစ်ခုပေါ့သူ့စီကိုအလင်းပြန်တဲ့ဟာရှိတယ်အလင်းပြန်ဟိုဒီဘက်ကနေအောင်လာတာတစ်ခုနောက်ဘေးကအလင်းပြန်တာတစ်ခုပေါ့အဲ့ခါကျတော့သူက reflector ထိုးလိုက်လို့တဘာဝ reflector ထိုးလိုက်လို့ဖြစ်သွားပြီးတော့သူကဟိုအမှောင်ကပြည်လေးဖြစ်နေတာပေါ့တကယ်တော့အဲ့ခေါင်းပေါင်းရေးနေဆရာတို့ကနည်းနည်းလေးအသားရောင်နဲ့တူနေတာပေါ့လေနည်းနည်းလေးအဲ့မှာလည်းတိုက်ချာနဲ့ခွဲလဲရပါတယ်တုံးအရင်မဟုတ်လေလေနော်ဒါလေးတွေကဒီမွားမွားလေးပေါ့သူကမှလည်းတကယ်တော့အဲ့ဒီပါလေဒီ background တုံးထဲမှာဒီဟာပေါ်မှာသူကဆရာခဲအောင်ဘာကြောင့်ဒီဘက်ဒီလိုရေးလဲဆိုတော့လေသူက lighting အဲ့ဘက်ကလာဟုတ်ဒီ lighting ရဲ့ direction အတိုင်းသွားမှသူကလေအရသာရှိရအဲ့ဒါလည်းရှိသေးတယ်ကိုကဒီလိုအကြိုင်လက်ကိုအဲ့ဒါကြောင့်လေစရေးတဲ့လက်ကိုလေ့ကျင့်ခိုင်းတာခဲမှာတော့အလင်းလေးတွေပြန်နှုတ်လို့ရအဲ့ဒါတော့အဆင်ပြေတယ်
ဒီမှာလည်းဒီလိုပဲဒီခေါင်းပေါင်းလေးနဲ့ရေးပြနော်ခေါင်းပေါင်းတော့အကုန်လုံးတော့ဒီမရေးပြတော့ဘူးအဲ့တော့သူလည်းအချိန်ပေးရမှာဖြစ်မှာဒါလေးတို့ကဒီအဝိပိဿလေးတို့ကဒီမှာလည်းခဲပြရတဲ့ဒီလိုဟာလေးတွေပြန်နှုတ်လို့ကောင်းတယ်ဆိုတော့လေအလင်းထူကြလေးတွေပါလေးတို့ဒီလိုဟာမျိုးလေးတွေမှာအဲ့ဒီပုံဒီလိုအလင်းမှောင်ပါတဲ့ပုံလေးဆရာတို့အဲ့အလင်းကျဲအမှောင်ညံ့ရင်ခွဲရတယ်လားအဲ့ဒါမှသူကပထမတုံးတစ်ထပ်တင်လိုက်တဲ့ဟာအမှောင်ဘာပဲရေးအဲ့အမှောင်ထဲမှာပဲသူကဖြစ်သွားတာဓာတ်ပုံမှာကြတော့သူကအမှောင်ဆိုရင်တခါကျအမှောင်ဖလက်ကြီးပဲဖြစ်နေတတ်တယ်တကြီးမှအဲ့လိုသွားကြည့်လို့မရဘူးအမှောင်တော့အမှောင်ပဲအဲ့ထဲမှာသူ့ထက်မှောင်တဲ့နေရာဆိုတာရှိတယ်နော်ပြီးတော့မှအမှောင်ဆုံးဆိုတာတခုရှိတယ်အဲ့ဒါမှသူကအမှောင်ရဲ့ဒုတယ်ပေါ်တာဟုတ်လားအဲ့တော့ ဆရာဟိုက ပြောချင်တယ် ဆက်စောလေးရလေဆရာဟိုခေါင်းမောင်းကိုအလင်းပေါ်ကျင်တော့ကြာလေဆရာအမှောင်ရံတဲ့နေရာမှာဟိုဒီအဲ့ရေးချက်ကိုဆရာလင်းတာလိုက်ရှင်အတိုင်းရေးတယ်လို့မျိုးပြောချင်တာလားအင်းပေါ့အဲ့ဒါသူကအဲ့လိုဒီမှာတော့အလင်းဆိုတော့လေဟိုရေးချက်မပေါ်လဲရပါဘူးဆရာတို့ခါကျရင်ဘလန်းလုပ်လိုက်တယ်လက်နဲ့လေနော်ဒါတော့လိုက်တင်ကဒီဘက်လာတာတော့ဒီလိုလိုက်တင်ဒါလိုက်ရှင်အတိုင်းခဲသွားတာတော့ပို့ပြီးတော့ကောင်းတာနော်အဲ့လိုခဲမှာတော့ဒီလိုခဲတဲ့နဲ့ရေးတယ်ဆိုရင်လေတချို့လိုအပ်ရင်တော့လက်နဲ့ဒီလိုဘလန်းတစ်ပါးလုပ်တာရှိတယ်ကျန်တဲ့ဟွာကြီးမှာတော့လိုက်မပုတ်ဘူးဟုတ်လားကျန်တဲ့နေရာမှာတော့လိုက်မပုတ်ဘူးလိုက်တုံးဖြစ်အောင်လေလိုက်ပုတ်ရင်သူကအရသာဒီခဲချက်ရဲ့အရသာမပေါ်တော့ဘူးနော်ဟုတ်ကဲ့ဆရာဟုတ်ချမ်းချမ်းမကြီးနဲ့အလုံနာလားမနေ့ပိုင်းမနာဘူးဆရာလှုပ်ထဲမှာဟောအေးပါပြန်ကြည့်လို့ရပါတယ်နော်နောက်ဟုတ်ကဲ့ဆရာဟုတ်မန္တလေးကတပည့်ကျော်တယ်လားကျူစားတယ်လည်းကျော်တယ်ဒီမှာလည်းဒီမှာသူကဒီလိုလေးကိုကြည့်ရအောင်ဒီထဲမှာအမှောင်ပြန်ဖောက်တာလေးတွေနော်ရတကယ်ကိုတင်းတင်းချင်းဖြစ်ပြလိုက်လို့ရပြီးမှဒီမှာသူဒီဇိုင်းတွေကြည့်တာဟုတ်ဆရာတို့ကတကယ်လို့ဒါအယောင်ပုံနဲ့ဆိုရင်လေအယောင်အာရုံသွားရောက်မှာအယောင်နဲ့ကသူကလေဒီအယောင်နဲ့ကနည်းနည်းပို့ပြီးတော့ခက်တာပေါ့နော်အယောင်ကကြောင့်အယောင်နဲ့ကနည်းနည်းရောထွေးနိုင်တာပေါ့အယောင်ဒီမှာပြီးတော့မှဒီဒီဇိုင်းလေးတွေပါလို့ထည့်ရတယ်သူကလေအဲနည်းနည်းထည့်ပြတာပေါ့အကုန်လုံးအဲ့မှာလည်းလို line ထပ်သွားတဲ့နေရာလေးကြီးကြည့်ရဲ
ဒီမှာအဖြူလေးတွေပါလေးတွေကပြီးမှပြန်နှုတ်လို့ရတယ်ခဲရတော့ပြဿနာမရှိဘူးလင်းနှုတ်တဲ့ကိစ္စလေးတွေကလေဒါပေမဲ့နှုတ်လို့ရဆိုမှလည်းခဲတဲ့အာကိုပြီးတော့အကုန်လုံးအဲ့လိုတော့မကြီးရဘူးနော်ဟိုခြံရမယ့်နေရာတော့ခြံခဲ့တာကောင်းနှုတ်တာကကြတော့ဟိုခြံတာတော့မတန့်ဘူးပေါ့နော်ဒီမှာဒီအတွန်းလေးသူကခောက်လိုက်တဲ့ခါကျတော့ပုံသဏ္ဍာန်တွေကအမျိုးမျိုးပြောင်းသွားတော့ဒီပုံကတော့ဗီဂန်နာတွေတော့လိုက်ရေးဖို့မလွယ်ဘူးသူကနည်းနည်းလေးဟိုပါပေါ့အကူပြောင်းလေးတွေလေသူကကြည်ဖြစ်တာကိုကြည်တဲ့ပုံစုံထက်တယ်သူကနည်းနည်းအတွေ့အကြုံရှိတဲ့လူတွေတော့လိုက်ရေးလို့အဆင်ပြေတယ်နော်ဒါပေမဲ့ဒီလိုပုံဘယ်လိုယူဆတယ်ဆိုတာလေးပေါ့အားလုံးသိသိချင်တာအဲ့ဒါပဲဘယ်လိုကနေတည်ပြီးတော့အလင်းမှောင်ဘယ်လိုယူတယ်ဆိုတဲ့ဟာလေးဒီကနာတွေကြတော့ဒီထက်နည်းနည်းလေးပိုရိုးချင်းတဲ့ပုံမျိုးနဲ့ပေါ့နော်သွားမယ်အလင်းမှောင်တွက်တဲ့ဟာဒီဘောအကူဆုံးဝေရအကောင်းဆုံးရေးနိုင်ပါတယ်အကူဆုံးဝေရေးပြီးဒီလေးနဲ့ဖြစ်ဒီလေးနဲ့ဖြစ် thank you ပါဆရာဟုတ်ကူဒီနဲ့လည်းကောင်းနေတာမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကဲ့ပါဒီမှာလည်းသူကဟိုဘက်မှာအလင်းကြီးတော့ဒီဘက်ကျတော့တကယ်တော့ဒီသုံးသဘောရဒီမှာကျတုံးလေးတစ်ဆင့်ပေါ့ဒီဘက်ကျတော့သူကဒီသူဟိုလေနှီးနဲ့ရက်ထားတဲ့တောင်းလေးပေါ့မဆိုးပါဘူးနော်ဒါ2 နာရီကျော်လောက်ဆိုတော့တော်လေးပုံပေါ်သွားတာပါလေအရင်နဲ့မအီတော့ပေါ့ဒီကဒီမွန်သေးချင်းအဲ့ဒါသိထားတယ်အချိန်သိကြရင်ဟိုကြည့်ရတာလေ online နဲ့ဖြစ်တော့အီသွားတာပေါ့အီသွားတတ်တယ်ဒါပေမဲ့ဟိုပေါ့ကိုရီဟိုမှာသင်နေကြ online တန်းသူတွေကတော့ကိုလူတွေကတော့သိပါတယ်သူကသိချင်နဲ့ချွတ်ရကြတော့လေ3 နာရီနီးပါးလောက်ကြာသွားတယ်ပြီးတော့ကြည့်တယ်ဒါပေမဲ့လည်းဒါကြည့်နေကြသူကတော့သိတာမရှိအဲ့ဒီဟာလေးတွေလေဒီနားလေးရတကယ်တော့အရေးကြီးတယ်သူမျက်နှာပြင်မှာကြည့်ပေးရပေါ့ခဲတယ်မှာလေဂျပန်ခဲတယ်ကြည်တယ်ကလည်းလေတော်တော်အခုဆရာကြီးတဲ့ဒါကြနံပါတ်5ကြည်တယ်သူကလည်းတော်တော်ခဲသားလေကောင်းတယ်ပြင်းတယ်ဟိုလေအနက်အားကောင်းတယ်ရေးလို့ကောင်းတယ် ဆရာရက်နေသလားမသိဘူးလက်မ ဟုတ်တယ်အဲ့ဆိုရက်နေဟုတ်တယ်ဆရာလက်မတွင်ရက်နေတာနော်ဆရာလက်မလှုပ်တော့ရက်တာကျေးဇူးပါဒီမှာသူကအဲ့အလင်းအမှောင်နဲ့ဒီတိုက်ချာနဲ့ပေါ့လေသူ့ရဲ့ဒီမှာဒီလိုအသက်ကြီးလို့ဖြစ်တဲ့အတွန့်လေးပါလေးရှိသေးတယ်။အဲ့နှခမ်းမရင်နာနဲ့လေ
နှခမ်းအရန်ဖြော့နေတာမျက်ခုံးမပါတာမှလည်းပုံပေါ်ခက်တယ်ဟဲ့လားဒီနှာခေါင်းအောက်ကတော့ဒီမှာအမှောင်လေးရှိတယ်ကြည့်ပြီးမှအောက်ကကြောင်ပြန်လာမျက်လုံးဆိုတာမျက်စံကိုဗမာလူမျိုးကတော့ဒီအနက်ပါပဲနော်ဆိုတော့မျက်လုံးကတော့ပေါ်တယ်လေနှာခေါင်းကလည်းပေါ်တယ်ပေါ့နှာခမ်းနဲ့မျက်ခုံးကကြအခုလိုမျိုးဖြော့နေသူကနည်းနည်းလေးပုံမှာကြည့်ရတာနည်းနည်းလေးဟိုဖြစ်တယ်ပုံပေါ်ရတာခက်တယ်ညာဒါနလည်းတရက်ထဲလောက်သွားတယ်တိတ်မသိတာဘူးနော်အနည်းဆုံးတော့3ရက်လောက်မှပဲဆိုတစ်ဆက်တည်းလေး10ရက်လောက်ကတော့အကောင်းဆုံးပေါ့လေနောက်တော့လည်းဟို10ရက်ဟိုလေးနှစ်ကုန်ပိုင်းလို့ဟာမျိုးကြရတယ်10ရက်လောက်10ရက်လောက်ဆိုတော့ဟိုတစ်ခုခုတော့တွားလို့ရပါလေခေါင်းနဲ့တစ်ခုခုဟိုတစ်ခေါက်ကနှင်ကျက်လို့မလူပုံ110ရက်လုပ်ပေးဘူးတယ်ဒီညာဒါနနှင်ကျက်10ရက်လုပ်ပေးဘူးတယ်အဲ့ဒါလည်းတော့9ရက်တို့တရက်ချင်းနေလည်းရှိတယ်လာကြီးနေတွေပါတယ်အဲ့လိုဒီတစ်ခုချင်းစီမှာလည်းဒီလိုဘေးမှာအမှောင်လေးတွေနည်းနည်းရှိတယ်ဒါကသူက line ပဲမဟုတ်ဘူးဒီမှာတုံးလေးပါဒီဘက်ကျတော့ပြန်ရောသွားတယ်ဆိုအဲ့လိုမျိုးလေးတွေအသက်ကြီးတဲ့သူရဲ့နောက်ပြီးတော့သူတို့ရဲ့ဟိုဘာလဲခုနကလေလူနေမှု lifestyle နဲ့လည်းဒီတက်ရောက်တာဟုတ်မျက်နှာပေါ်မှာသူကလူပုံကဘာကြောင့်ခက်လဲဆိုတော့သူကအေးအေးဝတယ်မနေ့လန်းလန်းထွက်တယ်မနေ့လန်းလန်းစားတော့ပြီးသွားပြီဓာတ်ပုံရိုက်ကြည့်သူကလေမျက်နှာကြည့်ရင်အားပြည့်ဖြိုးပြီးတော့အဲ့လိုတနေ့ကုန်အလုပ်တွေလုပ်တယ်နေ့လည်ရိုက်ကြည့်ညနေရိုက်ကြည့်ဓာတ်ပုံတော့မတူဘူးပကြီးမပြောနဲ့ဟုတ်လားဟုတ်ကဲ့သူ့ရဲ့ဟိုစိတ်ခံစားမှုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနေသူကဒီမှာတက်ရောက်နေတာဒီနာတကယ်တော့ဒီညာကြီးကမှောင်ဝဲမဲ့နေရလေသူကအဲ့မှာအောက်ကရောင်ပြန်နဲ့သွားပြန်လင်းနေတယ်ပြီးတော့သူကဒီနားမှာသွားပြန်ပြီးမှောင်အဲ့အဟာကြီးတော့နည်းနည်းခက်တာဟုတ်လားအဲ့အောက်ကရောင်ပြန်ပါလိုက်တာမှခက်တယ်အဲ့ရောင်ပြန်ကလည်းအရင်ကြီးသိတာလားဆိုအရင်ကြီးမသိတာဘူးရောင်ပြန်တစ်ခုပါတယ်သူအောက်ကပြန် reflection ထိုးတာမျိုးလေသူကမှဈေးရောက်တာဖြစ်မှာပေါ့အောက်မှာဟိုတာလဘက်လိုဟာမျိုးခင်းတာလည်းဖြစ်မှာအောက်မှာလိမ်မုံသီးတွေပါလည်းဖြစ်မှာပေါ့အဲ့ကနေပြန်ရိုက်တာမျိုးလည်းဖြစ်နော်အဲကြောင့်တရားတို့ကပကြီးရေးလို့ရှိရင်တချို့ပန်ပါလေဟိုမမြင်ရပါပဲဘေးမှာအရိတ်တွေနဲ့ဖြည့်တယ်နောက်ရောင်ရံနေလေဘေးကဒီမှာအလင်းတွေဟိုအမှောင်ထဲမှာဘေးကအယောင်ဝင်တာတွေထည့်တာအဲ့လိုထည့်လို့ရတာပေါ့ဘေးမှာတစ်ခုခုရှိတယ်ပေါ့ပုံထဲမှာတော့မပါဘူးပေါ့ကိုပုံပို့ပြီးဆွဲဆောင်မှုရှိအောင်အဲ့လိုလုပ်လို့ရတယ်အဲ့ဒါရေးတဲ့သူရဲ့ဖန်တီးမှုပေါ့နော်လေဘေးမှာလည်းသူကဒီလိုအရေးချောင်းတွေပါအဲ့အရေးချောင်းတွေကလည်းအရင်ထင်းတော့လည်းမရဘူးဟုတ်လားသူဒီအနုအရင်တုံးနဲ့သူ့တိုက်ချာနဲ့တတွဲတည်းဖြစ်ရမယ်သူကလေတက်ကြီးမဖြစ်အောင်ညနေကျတော့မှင်နဲ့ပေါ့လေနော်မှင်နဲ့တော့ပိုခက်တယ်မှင်နဲ့အမေလည်းဘယ်လိုရေးတယ်ပေါ့ဘယ်လိုယူတယ်ဘယ်ကနေစရတယ်ဘယ်လိုတွေမှင်နေဖြစ်သွားတယ်ဒါလေးတွေသိရတာပေါ့လေနော်သူကဟိုပေါ့မြင်ဘူးတွေ့ဘူးဖို့လိုတာဟိုရေးတာဒါမှကိုကရေးပြီးသားပုံကြည့်ပြီးကိုကဘယ်လိုလုပ်တယ်ဆိုတာကိုကလိုက်ပါလုပ်လို့မရအောင်ဒီ step by step ကိုမြင်မှအွန်လိုင်းဘယ်လိုကောက်တယ်ဘယ်ကနေဘယ်လိုအလင်းမှောင်ယူတယ်ဘာတွေအသေးသေးဘယ်လိုထည့်တယ်ဆိုတာအဲ့ဒါလေးတွေကသူကအဲ့ဒါလေးတွေမြင်မှကိုလိုက်လို့ရတာဒီမှာလဲသူကဒီမှာ
ဒီမှာလည်းသူကလေဒီအားလေးမှာသူကရောင်မြန်လေးတွေကိုကြည့်နေတော့ဒီနားလေးမှာသွားပြီးတော့အရန်ကြီးမှောင်ပြီးအမှောင်ပြင်းပြင်းကြီးမပါဘူးပြည်လေးနဲ့မှောင်တဲ့ဟာမျိုးဆိုတော့အဲကြောင့် theory တော့သိဖို့လွယ်ဒါပေမဲ့ theory ကိုဆရာတို့ကအသေးသုတ်ကင်ထားလို့မရဘူးလေနော်အခြားအကြောင်းအရာတွေပါထည့်တွက်ရတာကိုအလင်းပြင်းအမှောင်ပြင်းတာမှန်ပေမဲ့ဟိုအလင်းတော့ပြင်းတယ်ဘေးမှာခုနလိုပြန်ပြီးတော့အလင်းပြန်တဲ့တက်ရောက်မှုရှိတယ်ဆိုရင်အမှောင်မပြင်းတော့ဘူးလေဒါ theory ကမှားလားဆိုမမှားဘူးဘာလို့အခြားအကြောင်းရင်းပေါ့နော်ဒီ other cause တွေဆရာတို့ကထည့်တွက်ရမယ်လေနော်ဒီမှာကျတော့ theory ကိုအသေးကနေဘာတွေ့ဒီလိုရေးအဲ့ဒါဆိုရင်တော့သူကသဘာဝနဲ့လွယ်သွားပြီ theory ဆိုတာဒီလိုနှိုင်းရှင်ဖို့ချိန်ဆဖို့ချိန်ထိုးကြည့်ဖို့ဟာတခုပဲtheory တိုင်းမဖြစ်ဘူးဆိုဘာကြောင့်မဖြစ်ဘူးဆိုတာလဲကိုကအဖြေရှာတတ်ဖို့ပဲလေနော်အဲ့တော့ဒီမှာဒါလေးတွေကတော့မပြန်ပြီးတော့ပြန်ချိန်ရတာပေါ့နော်သူရဲ့ဒီမှာဆရာပုံကိုတိထားခြင်းဒီမှာခဲချက်တွေတစ်ချက်ချင်းကုန်မြင်ရတယ်ဗာဆိုဆိုတစ်ချက်ချင်းရေးလာတော့အဝေးရခြင်းလားပြည်သွားတာသူကအဲ့လိုခဲချက်နဲ့ရေးတာဘာကွာလဲဆိုတော့သူကယတ္တခံစားမှုမှာကွာတယ်အဝေးကြည့်ရင်တစ်မျိုးအနီးကြည့်ရင်တစ်မျိုးနော်ဒီကတော့ဒီခဲချက်နဲ့ရေးမယ်ဆိုတော့မျက်နှာပြင်ဒီရဲ့ခုံးလုံးခွက်ပြပြောင်းလဲမှုသဘောပေါ့နော်ဒီ surfacing ပေါ့နော်ဒီ surface ရဲ့သဘောသိရတာပေါ့ surface ရဲ့သဘောသိဖို့အတွက်အခြေခံ contour သဘောကိုသိရတယ်။အိုင်းလေပဲကြောင့်ဖြစ်တဲ့မျက်နှာပြင်ပြောင်းလဲမှုတွေကိုသိရတယ်ပေါ့နော်။အဲ့တော့ဒီမျက်ခုံးလေးကအပေါ်တစ်ခပ်ပင့်မင့်လေးပေါ့သူတခုခုလေးကိုတကယ်တော့သူကလေသူ့မျက်လုံးကကြည့်နေတာလေသူကြည့်နေတာမဟုတ်ဘူးကြလားတွေးနေတာတကယ်တော့မျက်လုံးကလေကြည့်ပင်မဲ့လေကြည့်တိုင်းဒီလိုစိတ်ကအဲ့မှာမရှိရင်မမြင်ဘူးကြလားဒီစိတ်နဲ့ယုံနဲ့တွဲတာဟုတ်ဒါကြောင့်ဆရာတို့လေတခါကြာရင်လေဆရာတို့လည်းဖြစ်ဘူးတယ်ကျန်တဲ့လူလည်းဖြစ်ဘူးမှာပါကိုကလမ်းသွားကိုကအခြားတစ်ခုတွေးသွားပေါ့တယောက်ကမျက်မြင်ဆိုင်တွေနှုတ်ဆက်တယ်ကိုကမတိလိုက်ဘူးမတွေးလိုက်ဘူးဘာလို့ဆိုကိုကမျက်လုံးဖွင့်ပြီးတော့အချိန်မှာတော့ကိုကလမ်းပေါ်မှာတော့အခြားဟာတွေတော့ကိုကတော့တီးတော့တီးနေတာပေါ့ဒါပေမဲ့ဒီမှာအမှတ်တမဲ့ဖြတ်သွားလူတွေပါကြာကိုကသတိမထားမလားကိုကိုပြုံးပြတယ်ကြီးပြလက်ပြတယ်ကိုကမမြင်လိုက်အဲ့ဒါကိုအာယုံကအခြားတစ်ခုရောက်နေတော့သူ့မျက်လုံးကလည်းအဲ့လိုပုံစံမျိုးပဲကြည့်တယ်ဆိုပေမဲ့သူတခုခုကိုတွေးနေတာမျိုးလေးဒီနားမှာခဲရတဲ့လူအနှင်းလေးတွေဒီမှာဒီနားလားဆရာဒီပုံမှာကြလေဟိုသူ့မျက်ခုံးကတိတ်မပေါ်ဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီရေးလို့ရှိရင်မျက်ခုံးရဲ့အဲ့လိုလမ်းကြောင်းတိုင်းပေါ့ရေးချက်တိုင်းပဲအဲ့တိုင်းပဲရေးရမှာလားကျွန်တော်အေးပေါ့မျက်ခုံးမှာလေဒီအယိုးခွန်မှာဒူးရှိတယ်လေမျက်ခုံးမှာခုံးနေတဲ့ဒူးလေးပါအဲ့ဒူးပဲရေးရမှာပေါ့သူကဒီမှာကျတော့အောက်ကအလင်းပင်းတဲ့အတွက်ကြောင့်အဲ့နေရာလေးမှာအမှောင်လေးသွားဖြစ်တယ်ပေါ့ဒီနေရာလေးမှာအမှောင်သွားဖြစ်တယ်အဲ့ဒူးကိုပဲရေးရမှာဟုတ်လားသူကခုရှိတယ်လေမျက်ခုံးမွေးကြောင့်ဖြစ်တဲ့တုံးအရင်ရှိတယ်နောက်ဒီလိုဒီအောက်ခံဒီအယိုးကြောင့်ဒီဘုံရဲ့ structure ကြောင့်ဖြစ်တဲ့ဒူးရှိတယ်လေအဲ့ဒါဒီမှာကျတော့ဒီဘုံ structure ကြောင့်ဖြစ်တဲ့ဒူးပဲပေါ်ပြရတာပေါ့နော်ဟုတ်ကြအယိုးတိုးထွက်တဲ့
ဒါဟိုပါပဲပေါ့နော်ဆရာ အင်းပေါ့အဲ့မျက်ခုံးလေးမှာနည်းနည်းလေးသူကဖုနေတယ်ဟိုခုံလေးဖြစ်နေတာပေါ့ပြည်လေးနဲ့လေမျက်ခုံးဟွာလားဒီမျက်ခုံးရိုးပေါ့ဟိုအောက်ခံမျက်ခုံးမှုရတက်ပေါ့မျက်ခုံးဒုလေးတခုရှိတယ်ယောက်ျားလေးတွေကတော့ပိုထင်ရှားတယ်အဲ့ဒီ reflection ပါတာကသူကအဲ့ဒါမှာပုံကလေပြီးလို့လည်းပိုကောင်းတယ်ပိုလည်းထက်သွားစေတာပေါ့ဒီနားသွားတာလေဒီလိုကွေးကွေးလေးသွားတာလေဒီမှာဒါတိုက်ချာပေါ့မျက်နှာပြင်မှာသူ့မှာဖြစ်နေတဲ့တိုက်ချာလေးတွေရှိတယ်ဒီမှာじゃအမှောင်ပေါ့အမှောင်ထဲမှာလည်းအမှောင်ထဲမှာပေါ်တယ်ဆိုတဲ့ဟာပေါ့ဒီကကြဒီနားမှာဒီလိုဟာရှိပုံဟိုရတယ်ဟိုတဲ့ပင်ဟွာကြီးနောက်တော့ပုံတစ်ပုံကိုဒီလိုပေါ့ဒီလိုဆရာတို့တဘာဝကိုရေးတဲ့အခါမှာပုံတစ်ပုံကိုဟို finishing ပေါ့အပြီးသက်တယ်တော့ဗာလဲဆိုတော့အဲ့ဒီပါပဲဒီနေရာတွေကအလင်းဆုံးလေးပေါ့အလင်းဆုံးနေရာတွေကိုလိုအပ်ရင်ပြန်နှုတ်မယ်ပေါ့နော်ပြန်နှုတ်နေပြီးတော့မပြီးဘူးအလင်းဆုံးဖြစ်ဖို့အတွက်သူကအမှောင်အားလိုတာကိုဘယ်နေရာတွေထပ်အမှောင်တင်ပေးရမလဲပေါ့နော်အဲ့ဒါတွေကဖြည်းဖြည်းချင်းတကယ်တမ်းကျတော့တကယ်ပုံကြီးရေးတော့ဖြည်းဖြည်းချင်းကတွက်ဆပြီးပြန်ကြည့်ရတာအခါကျရင်ကိုကဟိုရေးတာအင်းကိုကထမင်းစားနဲ့အဝေးရပြန်ကြည့်အထောင်သားအတွေ့တစ်ခါပြန်တိုးလိုက်နောက်နေ့မှတွေ့တိုးလိုက်အဲ့လိုမျိုးပေါ့လေဒီ final တက်ချိန်ခေါ်တာပေါ့အပြီးသက်ရေးတဲ့ဟာကြတော့လေဒီမှာလည်းဒါဆရာအပြီးသက်ပိုင်းရောက်နေဒီမှာဒါလေးဒီမှာဥပမာကြည့်တဲ့မှဲ့ကြောက်လေးတွေပါလေးတွေဒီမှာဒါလေးတွေလိုက်ပြီးတော့နော်ဒါတတ်မှတ်တဲ့အချိန်လေးဝင်ပါတယ်ဒီလိုအရင်ကြီးမကြာလိုက်ပါဘူးနော်2 နာရီလောက်ဆိုတော့နော်တကြံကာလလေးဒီလိုပေါ့ဟိုဝါဒနာပါလေးကြည့်တော့လေနော်နည်းနည်းလေးအပြင်လည်းပြဘူးဒလည်းရပညာလည်းရပါတော့နော်ဒါလေးတွေကတော့ဒီတစ်ခုချင်းပေါ်မှာဟာတွေသူကဒီလိုလေးလေဒါတော့သူ drawing လေးတွေဒီလိုလေးလိုက်လုပ်ရမယ်သူကအဲ့တော့တရားတော့များသောအားဖြင့်တော့ဒီမှာတော့အပြင်မထွက်ကြဘူးပေါ့လေကိုကနေထားရတော့မနေ့ပိုင်းဆိုရင်လည်းသေးသွားတာတို့ဘာတို့တချို့ချော်ဖို့တာဒီလိုကြည့်တာပေါ့လေအများစုကတော့မနေ့ကင်းလေးမှာတော့လို့ပေါ့နော်ကိုကြည့်တင်တာလေးကြည့်ပြီးတော့အပန်းကြည့်ပေါ့အဲ့တိုက်ချလေးပေါ့ဒါလေးတော့သိချင်ပြီးတော့တချို့ကကြတော့ကိုယ့်အကိုရေးတော့အချိန်ယူပြီးတော့လေဖြည်းဖြည်းချင်းရေးရတဲ့အပိုင်းတွေရှိတာပေါ့နော်ဒီလိုတင်ပြတယ်ဆွဲပြတယ်ဆိုတာကတော့သူကဒီကျိုးကြောင့်ဆက်ဆက်မှုကိုအဓိကပြတော့လေနောက်ပြီးတော့သူကနီးစနစ်ပေါ့ဘယ်လိုနီးစနစ်သုံးတယ်ဘယ်လိုတွေးတယ်ဘယ်လိုရေးရမလဲဆိုတာအဓိကပြတာပါအဲ့ဒါကြီးသုံးပြီးဘယ်လိုပုံပေါ်လာတယ်လဲဆိုတာကိုအသိအောင်ပေါ့အကြောင်းနဲ့ရေးပြီးတော့အကြောင်းကိစ္စတွေအများကြီးထည့်တွက်ရမယ်နော်ဒီလိုတဘာဝအတိုင်းကြီးတဲ့ခါမှာပြောရလေ line တွေ line မကိုရဘူးနော် line မကိုရဘူးဆိုတော့သူ့မှသူတဘာဝအတိုင်း line ဖြစ်နေတာတော့ကြည့်တာပေါ့အနာသက် line တွေပါကြည့်တာပေါ့နော်တမင်တကာကြီးပုံပေါ်အောင် line ကိုရေးလို့ရှိရင်သူကတဘာဝမကြဘူးဒါမြမရိုးရပတိမဟုတ်လို့အခြား
သူရေးနည်းစနစ်ကရေးတာမျိုးပြောတာမဟုတ်ဘူးပေါ့နော်ဒီသဘာဝကြောင့်ရေးရဆိုလို့ရှိရင်တော့အဲ့လို line တမင်တကာပုံပေါ်အောင်လို့ line မကွက်ရအောင်နော်အဲ့ဒီဟာလေးတွေဒီမှာဒီအောက်ကလည်းဒါလင်းတယ်ပေါ့လင်းတယ်ဆိုရင်လည်းခုန reflection တစ်ဆင့်ကအလင်းဆိုတာဟိုမျိုးကြီးမလင်းရဘူးလေအဲ့ဒါလေးတွေဒါတော့ theory နဲ့ပြန်ချိန်ရတာပေါ့နော်ဒီအောက်မှာအမှောင်လေးရှိတယ်ဒီနားမျိုးလေးတွေမှောင်တတ်တယ်နော်ဒီတောင်လေးတွေမှောင်တယ်ဒီမှာအောက်ကမျက်ရည်လေးတွေကိုီးသွားတာရှိတယ်ဒီမှာတိုက်ချလေးတွေရှိမယ်နော်မလေဘင်းဆိုတဲ့ဒီလေဘင်းရဲ့နော်လူတွေပေါ်အောင်ပေါ့နော်လေဘင်းဆိုတာအလုံးကြီးပေါ့လေအလုံးဆိုတာကြီးကြအလုံးကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့တရားကိုပြောမှဆိုတော့အလုံးပေါ့စလင်ဒါထဲမှာပါတာပေါ့မျက်နှာဆိုလည်းဒီလိုပဲမျက်နှာဆိုလည်းဟိုဒီလိုပေါ့ပြန်ပြောရင်တင်မောသီးလိုအလုံးကြီးပေါ့ဒါပေမဲ့အဲ့လိုသားဆိုတော့အဲ့တိုင်းကြီးကြရတော့မဟုတ်ဘူးမျက်လုံးနှလုံးအတွင်းကိုခြိုက်နေနှာခေါင်းကကြည့်ကိုထွက်နေတယ်နော်ပါးစပ်အုံကြီးကြည့်တယ်ပါးတူကြီးအဲ့လိုမျိုးပေါ့လေအဲ့ခါကျတော့သူကကျန်တဲ့ခုနဟာတွေဖက်သူကပူခက်တယ်သူကအဲ့ဟာတွေအကုန်လုံးခြုံငုံပြီးပါဝင်တယ်နော်တပုံလုံးကြည့်ရင်လည်းလူတွေကြည့်တဲ့ဒီလိုခုနလိုအလုံးကြီးဆိုတဲ့ဟာလည်းပေါ်ရတာပေါ့နော်ဒါဒီနေ့ပြရမယ်ဒီမနေ့အားပါတယ်ပြီးမှဟိုပြင်သွားမှာဆိုတော့ကြာခံသွားမှာဆိုတော့ဒါလေးပြင်တာချက်ချင်းတင်ပေးလိုက်မယ်နော်ပုံတော့လေပြီးတဲ့လောက်ပေါ့ဆရာပြီးတော့အပြီးသက်ပြီးတဲ့ဟာလည်းထပ်တင်ပေးပါမယ်နော်ပြီးတဲ့ finishing လေးပေါ့နည်းနည်းလိုတာလေးတွေဖြည့်တာလေးတွေပါလေးတွေဒီနှစ်ကုန်ပိုင်းပေါ့လေနှစ်ကုန်ပိုင်းကျတော့ပညာတန်းနဲ့10ရက်လောက်သွားပေးပါမယ်နော်ဆက်တိုက်လိုက်2025ကုန် ဆရာ 2026 အိမ်ပြောင်းသွားပြီလား ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့အမ အဲ့ဒါဓာတ်လေကရောအဆင်ပြေလားဆရာ ဟုတ်ကဲ့ပါပြေးပါတယ်ဟုတ် ကျေးဇူးပါဆရာ ဟုတ်ကဲ့ပါခင်ဗျဟုတ် ဆရာပလိုင်းလွယ်တဲ့ကြိုးလေးတွေပေါ့နော်ဟိုကနီးအဝင်အထွက်လေးတွေကိုအလေးမောင်ရင်ဖော်မလားတကြိုးလုံးကိုအလေးမောင်ရင်ဖော်ရင်အဆင်ပြေမလားဆရာ သူကလေအဲ့အောက်လိုင်းအရင်ပေါ်ရတယ်ဟုတ်လားဒီမှာလေဟုတ်ပြန်နေတယ်အောက်လိုင်းလေးတွေကောက်ပြီးတော့မှသူကတချို့အလင်းရှိတဲ့ခါကျတော့ဟိုအမှောင်နေရာလေးမှာပို့ပြီးတော့လေဒီ line နဲ့အမှောင်နဲ့ရောသွားတာပေါ့မဒီလိုနေရာလေးတွေပေါ့ဒီလိုနေရာကြဒီလိုလေးသူကဒီဒါ line နဲ့အမှောင်နဲ့ရောသွားတာအောက်လိုင်းအရင်ပေါ်ရမယ်ဒါ ဟုတ်ကဲ့ပါဆရာ အောက်လိုင်းပေါ်မှာအောက်လိုင်းမှာဒီအနုရင်လေးတွေဒီလိုသွားတဲ့ဟွာလေးရှိတယ်ဒါဟိုသူ့ပုံမှန်တော့တိတ်မမြင်ရဘူးဒါပေမဲ့ဒီလိုအလင်းအမှောင်ကြောင့်ဒီမှာဒီလိုထားတဲ့နေရာလေးမှာဒီအမှောင်လေးတွေနည်းနည်းမြင်ရတာလေးရှိတယ်ကျိုးထိုးလိုက်တဲ့နေရာလေးတွေမှာလေအဲ့ဒါလေးတွေအစားလေးအသေးသေးရေးနိုင်ရင်ကောင်းတာပေါ့
အဲ့ဆိုဒီကျိုးဆွဲတဲ့ခါမှာတခြားအရင်ဆွဲရေးပြီးမှတကြိုလုံးမှာရှိတဲ့အလေးမောင်ကိုလိုက်ပြီးပေါ်မှာပေါ့နော်ဆရာ ဟုတ်တယ်ဒီအောက်လိုင်းကိုအရင်ရေးလိုက်ပေါ့နော်အောက်လိုင်းရေးတဲ့ခါမှာအလင်းအမှောင်နဲ့တော့ပြန်တွဲရတာပေါ့ဟိုအမှောင်နဲ့ကြတော့တို့ရတယ်မဖော်ဘဲနဲ့လည်းရတယ်ဟိုအကုန်လုံးဟိုတိတိကျကျအကုန်လုံးဖော်နေသူကလေဟိုဒီဇိုင်းလိုဖြစ်သွားပြီးတော့ပုံထဲမှာတက်ဖြစ်သွားတတ်တယ်ပေါ့နော်ဟုတ်ကျေးဇူးပါဆရာဟုတ်နော်တို့ကလေဒီမှာမျက်နှာပြင်အသားသဘောဟိုဟာဒီမှာအရေးကြောင်းတွေပဲဖော်ပါဖြစ်တော့သူအလင်းမှောင်နဲ့ဒုတယ်နဲ့အဲ့တဲ့ပေါ့တတွဲတည်းဖြစ်ရမှာပေါ့အဲ့ဒါလေးတော့ကိုကသတိထားနော်တိကျလွန်သွားရင်လည်းတီးတဲ့ကြီးဖြစ်သွားမှာပေါ့နော်ဆရာနော်တိကျလွန်သွားလေသူကဒီလူနဲ့တွဲတာကိုဒီလူမှာတွဲနေတယ်ဆိုတဲ့ဟာမျိုးကိုပေါ်ပါမယ်ဒါတော့သူကဒီမှာဒီလိုလက်ကင်တာတဲ့ဒီမှာသူပုံမှာဆရာမထည့်တော့ပါဘူးမျက်နှာလေးပဲကြည့်တာတော့ကျေးဇူးပါဆရာကဲဒီလောက်ဆိုတော့ဟာဖြစ်ပါပြီနော်ဒီလူရင်းလေးတော့ရောက်ပါပြီ2 နာရီပဲတိတ်လည်းမကြပါဘူးနော်ဆရာဗီဒီယိုကိုသင်ပေးလိုက်မယ်ပြီးတော့နော်ဒီလောက်ဆိုပုံပေါ်သွားပါပြီနော်ဆရာနားလိုက်တော့မယ်နော်မနေ့ပြန်တွေ့ကြမယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါမနေ့ပြန်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာ